Juliet Story Audiobook Channel ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ဖြိုးပါ။ဖြိုးကတော့ဒီနေ့မှာပရိသတ်တွေအားလုံးအတွက်တင်ဆက်ပေးသွားခြင်းနဲ့အချစ်ဇာတ်လမ်းကောင်းလေးရတော့ရင်ခုန်တန်လေးတိတ်တိတ်ဆိုတဲ့ဇာတ်လမ်းကောင်းလေးရဲ့အစားအဆုံးကိုတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကဲဒါဆိုရင်တော့ဇာတ်လမ်းကောင်းလေးကိုအခုပဲစတင်ပြီးတော့တင်ဆက်ပေးသွားကြပါရှင်။စံချိန်တဲ့မမေကလေတမိဘေးနားမှာရှိပါတယ်အဲ့လောက်မအော်ပါနဲ့နင်ဘယ်တော့မှ10တန်းအောင်ပါလေစံချိန်တဲ့ဒီနေ့နေ့ဆို10တန်းကြတာ3နှစ်ရှိပြီဖြစ်တယ်တနှစ်လာလေစံချိန်တဲ့တုံနဲ့မပအောင်နောက်နှစ်တက်လေပါမှာမဟုတ်ဘူးနင်မိဘတွေမျက်နှာကိုအိုးမဲတောက်နေရလားမရှက်ဘူးလားလက်တငယ်ချင်းတွေအကုန်အောင်လို့တက္ကသိုလ်တောင်တက်နေကြပြီမိမလေကွာတမိကိုအဲ့လောက်ထိမပြောပါနဲ့နောက်နေ့ပြန်တက်အောင်ပါပါနော်တမိဒီမှာကိုတက်လင်းထူရှင်သမီးဘက်ကမပါနဲ့ရှင်တိတ်တိတ်နေမမေနင့်ကိုနောက်လာဆပြီးပေါ်တာပို့မယ်အိမ်မှာမနေရတော့အဲ့လိုမလုပ်ပါနဲ့တစာစူးစမ်းပါမယ်နော်မမေမရဘူးတဒီတစ်ခါတော့ငါအလျှော့မပေးတော့ဘူးအဲ့ဒီအခါမှာအမောတကောထငိုတော့တယ်မမေတက်စေခြင်းအဲ့ဒီပေါ်တာကိုတက်မှာပါဒါပေမဲ့မနေပြရစေနဲ့အေးဒါတော့လာရောပေးမယ်ဒီနေ့မှမအောင်ရင်ပြတိုက်မှာသွားထားမယ်တက်တန်းရေ10တန်းကျောင်းသူကြီးဆိုပြီးလေမယုံရင်စမ်းကြည့်ဟုတ်မနေ့ပြန်စပြီးတော့တွားတက်ပါမယ်10တန်းကိုလည်းအပြင်ဖြေပဲဖြေပါမယ်အေးပြီးရောကျောင်းတက်ရင်လေညီးထက်အငယ်တွေကိုရှေ့မျက်နှာအောက်ထားပြီးတက်မှလှောင်နေရမမြင်ရမှာလေမင်းကလေခလေးကိုသာဆုံးပါတာစကားကိုမှန်အောင်မပြောရှေ့မျက်နှာနောက်ထားတာပဲငါကြားဘူးပါလေအခုဟာရှေ့မျက်နှာအောက်ထားဆိုတော့ရှင့်သမီးကအနောက်ထားလို့တောင်မရတော့တဲ့အချိန်ကြီးလေကဲပါမိမရေသမီးလေးကလည်းတက်မယ်လို့ပြောပြီးပြီမဟုတ်လားမပြောချင်တော့ရှင်တို့သားဖောက်နောက်တနေ့နေ့လေကလေးကမိမိကသူ့တငယ်ချင်းရဲ့ပေါ်တာမှာတစ်ကိုကျွရှင်အပ်ပေးတယ်တစ်ကိုစာမလိုက်နိုင်ချတာချဆိုပြီးလေမိမိကတေချအပ်ပေးတယ်ဒီနေ့တစ်ကျွရှင်ကိုပထမဆုံးလာတက်ခြင်းဖြစ်ပါတယ်ကိုက10တန်းနှစ်ချို့သမားဆိုပေမယ့်မိမိတငယ်ချင်းပေါ်တာပိုင်ရှင်ကနှစ်တက်တွေနဲ့အတူတူသင်ခိုင်းတယ်အခုအားလက်ချိန်ခဏရတာမို့အိမ်ကထည့်ပေးလိုက်တဲ့ထမင်းဘူးနဲ့မုတ်တွေကိုထုတ်စားနေပါတယ်ဘေးရသူတွေကိုခေါ်ကြွေးဖို့ကလေတယောက်နဲ့မှတငယ်ချင်းမဖြစ်သေးတစ်ဆီယမခေါ်လို့တစ်မုတ်စားနေရင်ထကဆီယမနာသွားတယ်တစ်ကိုပြောချင်ရှိလို့လားယင်ဟုတ်တယ်သမီးကိုဒီရသမီးနဲ့အတူတူစားသင်ခိုင်းမလို့ဟုတ်ကဲ့ရပါတယ်လာလေငါနဲ့လာထိုင်တဲ့ခေါင်းဝင်အနီရောင်လေးနဲ့ကောင်မလေးကိုလက်ဆွဲခေါ်လာပြီးသူမထိုင်တဲ့နေရာမှာအတူတူထိုင်လိုက်တယ်ငါနာမည်ကစံချိန်တက်ပါညနာမည်ရောငါနာမည်နှင်းစီရင်မှာငါနေကိုတစ်လို့ခေါ်မယ်နော်ရပါတယ်ငါလည်းနေကိုနှင်းစီလို့ခေါ်မယ်သူမတို့ခဏလေးနဲ့အတော်ခင်သွားတယ်သူမတို့ညဘက်အချိန်ကျတော့စားလေးလာဖို့ဂိုက်တွေနဲ့ထားပြီးတယ်သူမစားချက်ရင်မျက်လုံးကစားကတခုခုမြင်သွားပြီးတော့မြင်သက်သွားတယ်ဟာချောလိုက်တာနှစ်သားလေးလိုပဲမျက်ခုံးကြီးကမင်းနဲ့ပြီးတော့နားရင်စစ်စစ်လေးနဲ့ချောရလိုက်တာစာရှင်းပြနေတဲ့ပုံစံလေးကချစ်ဖို့ကောင်းလိုက်တာတစ်ဟမ်နင်ဘာတွေတွေးနေရလဲစာချက်လေသူကဘာတူလဲနင်သိလားဟိုစာပြပေးနေရဆရာလားသူ့နာမည်ကနီးစက်နေတဲ့ငါတို့ညဘက်ကြိုက်ပြပေးရဆရာလေပြီးတော့ငါတို့အတန်းရဲ့တင်ချာနဲ့ယူပါအောင်သူ့ကြိုင်တာလေမနေ့ကမှရောက်တာအော်ငါနဲ့တရက်ပေးချတာပေါ့နင်ပိုက်ဆိုင်ငါ့အိမ်ထဲမှာမဟုတ်ရှိယူစားနော်ရပါတယ်ကျေးဇူးနော်နင်းစီငါလိုစာညက်နေသူနဲ့ပေါင်းပြီးလို့စာမညက်ချင်းသူများလိုစာချက်ပေါ့ဘာလို့အပိုစကားကြီးပြောနေရလဲစနေ့သူမတို့ဘေးနာဘဲချင်းကလေးကရောက်နေရလဲမသိအတန်ကိုကမဆက်နေခုံနေရဲ့နှလုံးသားတောင်ဖျားသွားပြီထင်ပါရဲ့စနေ့မျက်မှောင်ကုပ်ပြီးတော့ကြည့်နေပါလေတယောက်ကဆူလိုက်လို့စာအုပ်ပြန်ချက်နေပြီသူကမျက်နှာမေ့ပြီးတော့အလိုမကျတဲ့ပုံစံဖြစ်နေပါလေတစ်စာချက်လေနင့်ကိုဆရာကြည့်နေအဲ့ဒီခါမှာသူမမတည့်ရက်နေသူ့ကိုကြည့်လိုက်တော့မျက်မှောင်ကုပ်နေရကြောင်းတွေ့ကြရစာအုပ်ကိုကောက်ဖွင့်ပြီးတော့ဖတ်နေလိုက်တယ်ပေမင်းစာအုပ်စနေသူမပေးထိုင်လိုက်ပြီးသူမဖတ်နေတဲ့စာအုပ်ကိုဆွဲယူလိုက်တယ် physics ချက်နေရလားစက်တွေချက်တွေ definition တွေရေးထားတာလေအကုန်မားနေမြင်စဲတန်းသုံးနေကြတာမစမ်းတော့ပါမှားနေကိုတင်ပေးပေါ့မင်းကဘလို့ခေါ်လိုက်တယ်အကိုရွယ်မို့ကိုခေါ်တာလေအဲ့ဒါလေတစ်မှားပဲလားမင်းအခုချက်ချင်းအဲ့ဒါတွေကိုချက်မချင်းမပြန်ရအောင်မှငါ့ကိုလေကိုလုံးမခေါ်နဲ့ဟုတ်ကဲ့ပါကိုဆရာသူ့ရဲ့နှလုံးခုန်တန်လေးကသူမရပါဘူးဆိုရင်တင်ချာနေ physics ကိုသင်တာတဲ့
ကန်ဆိုးလိုက်တာမိသိရဲ့ဆရာသမီးဖစ်စစ်နားမလဲတာရှိလို့မေးလို့ရမလားနင်းစီကမမေးရဲမေးရဲနဲ့မေးလိုက်တယ်ရပါတယ်ပြကြည့်လေဘယ်ဟာနားမလဲရလဲဟုတ်နင်းစီစာအုပ်ထုတ်ပြီးသမီး chapter 5ကိုနည်းနည်းနားမလဲလို့ဒါဆို formula နဲ့ definition ကိုအရင်ရှင်းပြမယ်နော်ဒါနဲ့မင်းလည်းနှိမ့်ကြပဲလားဆရာမစီယာသိရသလောက်မင်းလည်းစတော့ပါတယ်ဟုတ်ကဲ့ဆရာသမီးကျမရဲ့အချိန်လေးကြောင့်မနစ်ကမဖြေလိုက်ရတာပါဒီမှာကြည့်နင်းစီကိုကြာစိတ်ရှည်စွာစာရှင်းပြနေတဲ့သူ့ကိုအံ့ဩမိရဲ့သူမကြတော့အတန်ကသူ့လောက်စာထိုင်စားနေရတဲ့အတန်နဲ့အော်ငါစာညံ့တာ哦ငါပေါ်မကောင်းတဲ့လူကိုဘာလို့ရင်ခုန်နေရလဲငိမ့်ငိမ့်နေစမ်းပါမဟုတ်ရင်ဘက်ခွဲပြီးတော့ဆွဲထုတ်ပြီးတော့ပါရိုက်မှာနော်သူမစိတ်ထဲကလေးပြောရင်ထောင်ချက်နေတဲ့စာအုပ်နဲ့ခုံရိုက်လိုက်တယ်မင်းဘာလုပ်တာလဲဒီမှာစတင်နေရလေဟုတ်တမင်လောက်တာမဟုတ်ပါဘူးတစ်တစ်နေမနားမလဲလာနားထောင်လေရပါတယ်နင့်ကိုပဲရှင်းပြချင်တာငါ့မှမရှင်းပြချင်တာအတင်းနားမထောင်ပါဘူးကို့ဘာသာကြက်တော့မယ် Light consists of electromagnetic waves or light have wave particle duality သူစီယာစကားတန်းအောင်နားထောင်နေတော့ပြီသူတို့ကိုကြောက်ခိုင်းပြီးတော့စာချက်နေဒီနေ့မှစတွေ့တယ်အစင်မပြေမှုနဲ့ပဲစတယ်ငါ့ကိုလည်းအခြားသူတွေလိုပဲဆက်ဆံပါလားလက်ကားလူကြည့်နေငါ့ကိုချစ်လာစေရမယ်တမီးတစ်တစ်ဟုတ်ကဲ့ဆရာမအိမ်ရလာကြုံနေပြီနော်ဆင်းလာခဲ့တော့ဟုတ်ကဲ့တမီးစောက်တွေတင်ပြီးတော့ဆင်းလာခဲ့ပါမယ်သူမစောက်တွေတင်ရင်လည်းလက်ကနာယူကြည့်လိုက်တာ10နာရီအောင်ထိုးတော့မှာပါလားသူမပြန်ဖို့လွယ်ပြီးပြန်ဖို့ခုံကထားလိုက်တယ်အိမ်ကနေအမားတွေအကုန်ပြန်လာခဲ့ chapter 1တခန်းပြအောင်လုပ်ခဲ့မနေ့ကျရင်အဲ့ဒါနဲ့ပတ်သက်တာတွေမိမယ်အမသူ့ကိုပေကန်ကန်ပြောပြီးလေကားကနေအောက်ထက်ကိုဆင်းလာတယ်တွေးကြသေးရပါနီးစနေအားသမီးမေသမီးကိုခေါ်တာမရလို့ဘေးခန့်တော့ဘူးသွားယူပြီးတော့အခန်းဖွင့်ကြည့်တော့ဂရင်မမစာအုပ်တွေပြန့်ကျပြီးလူကဂရင်အောက်မှာအိတ်နေသမီးဟဲ့တစ်တစ်ထားစမ်းမမေဘယ်နှနာရီရှိပြီလဲ10နာရီရှင်10နာရီဟုတ်လားမမေသူမအိတ်ရကနေထားထိုင်နေသွားပါပြီ10နာရီခွဲကြရင် physics အချိန်ရှိတယ်မမေရဲ့ဘလို့ဖြစ်လို့ဒီလောက်တောင်နောက်ကျနေရလဲမိသိရဲ့ညစားလောက်တာ2နာရီမှစားလောက်တာပြီးတာမမေစားဦးတဲ့အိတ်ထဲထည့်ပေးတာနော်တည်ရီချိုးလိုက်အောင်မေအမလေးအခုမှအသေးအတန်ငါသမီးတစ်မှဟုတ်ရဲ့လားမသိဘူးသူမမမေကိုလည်းပြန်မပြောနိုင်ကျူရှင်ကိုသာစိတ်ကရောက်နေပါတယ်သူမရေချိုးပြီးတယ်ဆိုမနှက်စာတော့မစားပြီးကျူရှင်ကိုအမြန်လာရတယ်ဘော်ရာရှေ့ရောက်တယ်ဆိုကားပေါ်ကဆင်းလာပြီးလိုက်ပိုးတဲ့ဖေးဖြစ်သူတော့မနှုတ်ဆက်နိုင်ပြီးအတင်းပြေးဝင်သွားတယ်သူမရောက်တယ်ဆိုစာသင်ခန်းနဲ့လူဆောင်အောင်မရောက်သေးမှသူတပြင်းချနိုင်တော့တယ်လာနေနောက်ကျနေရလားတစ်တစ်ညစားလောက်တာမနေ့2နာရီထိဖြစ်သွားလို့နေဒီမှာနေလို့ရှင်နောက်မကြတော့ဘူးလေဘော်ရာမှာပဲနေလေမနေတော့ပါဘူးဟာငါမမီတို့နဲ့မှမခွဲနိုင်တာအင်းမတော်ပြီဆရာလာပြီဟာနင်းစီမှာဆရာလာပြီလို့ပြောတယ်ဆိုသူ့မျက်လုံးကအပေါက်ဝစီကိုရောက်သွားတယ်ဆရာသာပြောတာကိုကခစ်လူငယ်ပုံစံတိုင်းသာဝစ်စင်ထားတယ်ချောလိုက်တာကိုရေဟိုတယောက်မနေ့ကအိမ်စာတွေလာပြအော်ဟုတ်ကဲ့လာပြီသူကအစင်တင်တင်ထားတဲ့စာရေးခုံပေါ်ကစာအုပ်တွေကိုယူကသူ့စီကိုသွားပြီးသူ့ဘေးဝင်ထားလိုက်တယ်ဒီမှာညကကိုလောက်ခိုင်းတာတွေတခုမကြမ်းအကုန်လောက်ထားတယ်ညကကြက်ခိုင်းတာကိုကြိုက်တာမေးပါအကုန်ရပြီစနေသူမစီယာစကားတွေနားထောင်မနေပါဘူးစာအုပ်ကိုသာစစ်နေတယ်သူစစ်ပြီးရဆိုသူမကိုစာအုပ်ပေးတာတော့ရပြီဟုတ်ကူသူမကိုမျက်ထောင်နေနဲ့ကြည့်လိုက်တော့သူမခေါင်းလေးငုပ်ပြီးတော့ထသွားရှာတယ်သူမခေါင်းလေးငုပ်ခါရှောက်လာပေမဲ့စိတ်ထဲမှာတော့သူ့ကြောက်လို့များထင်နေသလားចောင်းသားတွေရှိနေလို့ငြိမ်းနေတာတစ်အကြောင်ပြရသေးတာပေါ့သူမနင်းစီပင်နာဝင်းထိုင်ပြီးအရှိရာဆရှင်းပြနေတဲ့သူ့ကိုနောက်ဆုံးခုံကနေလက်ထောက်ပြီးတော့ကြည့်နေပါတယ်သူဆရှင်းပြနေရင်နောက်ဆုံးခုံစီမျက်စိရောက်သွားတော့ငနေမှာသူ့ကိုရှာထုတ်ပြောင်းနေတယ်ပြီးတော့စာရွက်ကြီးပေါ်စာရေးထားတာကြီးထောင်ပြနေသေးတယ်မကြောက်ဘူးတဲ့သူချောင်းထဆိုတော့ចောင်းသားတွေကရည်ကျင်ရဲ့မျက်နှာကြီးနဲ့တီထားကြတယ်သူမကတော့တခစ်ခစ်နဲ့အတန်ကျဲကြီးထိုင်နေပါတယ်သူရီတော့ကျန်တဲ့သူတွေကပါထရီကြတယ်သူတော့ထွက်သွားကကြောက်တင်မုံကိုတုံးနဲ့ပိတ်ရိုက်ပြီးချောင်းဆိုတာရီးစရာပါလားသူငေါက်လိုက်တော့အကုန်လုံးတိတ်သွားကြတယ်သူကောင်းတစ်ချက်ရမ်းပြီးတော့စာဆက်ရှင်းပြနေပါတယ်အခုရှင်းပြတဲ့ပု္ပ္ပစာနဲ့ပုံစံတူတဲ့ပု္ပ္ပစာရေးပေးထားတယ်အခုတွက်ပြရနဲ့လာပြ
သူမသူပြောတဲ့ပု္ပ္ပာကိုတွက်ပြီးစာအုပ်ထုတ်ပြီးတော့ပါဇက်ကလည်း definition ကိုရွတ်ပြီး concept တွေကိုသေချာရေးရင်သူမပု္ပ္ပာအဖြေရသွားတယ်။ကျန်တဲ့ចောင်းသားတွေကိုကြည့်လိုက်တော့မပြီးသေးတာကြောင့်သူမလည်းတွက်ထားတာကိုဖြဲက ready ထဲကိုထည့်ကနောက်တစ်ခါပြန်တွက်တယ်။ဟာခုနဒီနေရာကနေငါဘယ်လိုတွက်လိုက်တာလဲပြန်ကြည့်အောင်မ။သူကခုနစာရွက်ကိုယူပြီးတော့ ready ကိုဖွင့်မလို့ရှိသေး။အာဘသူကဘာခိုးကြည့်မလို့လဲဒီပု္ပ္ပာလေးတော့အဖြစ်မရှိဘူးလားလက်တံပြောင်းလိုက်တာဒီလောက်ပြောနေအောင်ကဲရအောင်အတွက်မရမချင်းနင်ကအချိန်ကနေမသွားရအောင်မသူမကပိုရောင်သဘောကျသွားသည်သူ့နာနေကြမာရဲဆိုနေမှသူကိုယ်တိုင်ရောက်လာတယ်ကိုဒီနားလေးရှင်းပြပါလားမင်းငါစာတင်တော့ဘာလုပ်နေရလဲကိုထိုင်ကြည့်နေရသူမစကားကြောင့်နင်းစီစာရေးရင်းနဲ့သူတို့နှစ်ယောက်ဘက်ကိုလှည့်ကြည့်လာတယ်ဟိုကောင်မလေးကလှည့်ကြည့်လာတာကြောင့်သူ့မျက်နှာရေးနေရတယ်ဘယ်နာလဲဘယ်နာမလဲရလဲဒီနာတစ်သူ့ရင်ဘက်နာကိုဖိပြလိုက်တယ်မင်းကငါမေးတာစာပင်နေရနာမလဲရလဲမေးတာအရင်မြအဖက်မြတွေမဟုတ်ဘူးတပုတ်လုံးပဲပြန်ရှင်းပြပြီးနော်ကိုမင်းငါ့ကိုကိုလို့ခေါ်ချင်တယ်မဟုတ်လားဟုတ်သူတစ်ချက်ပြောလိုက်ပြီးနောက်တစ်ပတ်ကျရင်စစ်မဲ့လားဘက်ဆောင်မှုပဲရှိတယ်အဲကျရင်ငါတင်းနဲ့နှစ်ပါးသားလုံး60ကျော်ရင်ခေါ်ခွင့်ပေးမယ်ဘယ်လိုလဲရလားရတယ်တစ်ဖြစ်အောင်လုပ်မယ်သူတစ်ဝိုင်းပြီးရဆိုအိမ်ကိုပြန်လာပြီးရေမိုးချိုးရတယ်ပြီးမှအောက်ထပ်ကိုဆင်းလာတော့ဖေဖေနဲ့မေမေကအိမ်ခန်းထဲမှာထိုင်ဆောင်နေကြတယ်သူမေမေဘေးနာဝင်ထိုင်လိုက်တယ်ကဲမေမေသားလေးဘလို့လဲပင်မနေတာသမီးလေးကိုတီးခတ်ပြီနော်တဦးတဲ့တော့သမီးလေးမျိုးစိုးနေရပါပြီးတော့သူမလေးကသားနဲ့လက်ထပ်ရမယ်သူလေသိပါတယ်မေမေတာသူ့ကြောင့်သာအဲ့ကိုစားလာတင်တာတိသွားရင်အဲ့မြောက်မလေးထခုံမလားမသိဘူးတာရဲ့သမီးလေးကိုအခုမနေ့ကစာတင်တော့တောက်အနောက်တန်းကနေရှာထုတ်ပြနေအဲ့တော့နီးစနစ်ဆိုရဲမရခံလိုက်ရတယ်ပေါ့စနစ်ရဲ့ဖေဖေစီးစနစ်ကထကြီးလေဖေဖေနော်ကိုသားလေးခံနေရတာဝမ်းသားလေးမင်းအောင်မင်းကိုအနိုင်ကျင့်တာပဲမင်းကိုပြက်ချင်းမိသူပေါ်လာတာပေါ့အော်မိမိတာညာကြရင်ပြန်မလာတော့ဘူးနော်ညဘက်ကြိုက်တယ်ရမှာမို့သမီးလေးကိုတိတ်မဟောက်နဲ့နော်တာဟုတ်ကဲ့ပါမမေရဲ့သူမမေတို့နှုတ်ဆက်ပြီးတော့ပေါ်ရာဘက်ကိုပြန်လာပြီးညဘက်ဝိုင်းငယ်ရှိရဲ့အပေါ်ထက်ကိုတက်လာလေတော့တစ်ကိုအရင်ရှာတယ်တွေ့ပါပြီအခြားသူတွေနဲ့မရောပဲတိတက်စပွဲဝိုင်းလေးမှာစာထိုင်ရင်းနေပါတယ်တစ်ဟုတ်နှင်းစီပြော့လေနင်းနဲ့ဟိုစီဟာတိနေကြလားမသိပါဘူးသူမစာအုပ်သားဆက်ရင်းနေပြီးနှင်းစီမိသမျှကိုဖြစ်နေပါတယ်ဘာလို့ကိုလို့ခေါ်တာလဲချစ်လို့ဟမ်တစ်တကယ်ပြောနေရလားသူကငါရင်ခုန်တယ်လေတော်ပါပြီဒါနဲ့နင်အင်္ဂလိပ်တော်ရတာပဲဒါကငါလေးတန်းဖြည့်ပြီးကျောင်းပိတ်တော့ speaking တက်ထားတာလေဒါကြောင့်အင်္ဂလိပ်ကအခက်ခဲမရှိတာငါ့ကိုလေဒါလေးရှင်းပြပါလားနားမလည်လို့ဘာလဲငါ့ကိုပြလေဒီ grammar နှစ်ခုရောနေတာဟာရှင်းပြနော်တစ်နင်းစီစာအုပ်ကိုတေချာယူကြည့်လိုက်ပြီး direct နဲ့ indirect မှာကလေ statement question comment and question ဆိုပြီးတော့၃မျိုးရှိတယ်စနေသူမအနောက်ကနေရေးကြည့်နေတခြားသူကိုစာရှင်းပြနေတာတကယ်ဆရာမလေးအတိုင်းပဲဒါသူလက်ထက်ရမယ်ဇနီးလောင်းနေလားဆရာသူ့အနောက်မှာကျောင်းသားတစ်ယောက်ကတ်ခေါ်လိုက်မှာစာမင်းမလို့လားသူမတို့လည်းအနောက်ကိုလှည့်ကြည့်လာတယ်သူဘယ်တော့ရောက်နေပါလဲသူအဲ့ဒီကျောင်းသားနောက်ကိုလိုက်သွားပြီးစာအုပ်တေချာဂယူးဆိုင်ရှင်းပြနေတာကိုတစ်စိုက်ကြည့်နေပါတယ်တစ်နေပေးပါတာရီမရရလေmagnificentဟာနင်သူ့လည်းသဘောကျတယ်ပြောသေးသူတင်တဲ့ဘာသာရီကြတခုမှနေမရအောင်ငါတော့မြင်အောင်ပါသေးတယ်ငါငကိုတွေကဒီနှစ်ဘာသာကိုမရတာသူ့ဘာသာငါမရတဲ့ဘာသာကိုလိုက်တင်နေတာခတ်လိုက်တာကိုလင်းမေပြောလေမင်းနဲ့ကိုတလင်းသူအဲကမ်းမှာထိုင်နေသမီးအကြောင်းပြောဖို့မရစကားစားလိုက်တယ်သမီးလေဘော်ရာပို့ပြီးနောက်ပါအရင်လိုမဟုတ်တော့နော်စာကြက်လာတယ်မင်းနဲ့တော့စကားပြောဖို့ချိန်သူ့မှာမရှိဘူးကိုပြောသားပြီသမီးလေးကရင်းကျက်လာတဲ့ချိန်ပြန်လာမှာပါလို့ဘာမှမဟုတ်ပါဘူးကျမတက်မက်လေးကျေးဇူးကြောင့်ပါဘာမေမင်းဘာပြောလိုက်တယ်မေယောက်ျားဖြစ်သူမစီစဉ်ထားသမျှအကုန်ပြောလိုက်တယ်မေမင်းတော့ငါသမီးလေးကငငယ်လေးရှိသေးတာမရအောင်နော်
ဘာလို့လဲဘာငယ်ရလေအသက်19နှစ်ရှိနေပြီလေမင်းငယ်ချူရဲ့တားနေပေးစားတာကိုကလက်ခံမယ်လို့တွေးထားရလားရှင်နော်ငငယ်ကကိစ္စတွေထဲ့မပြောနဲ့စီးနေမရတငယ်ချင်းအတိုင်းတာပဲရှိတာမင်းအတန်မှာဒေါသအတန်ပါလာပြီမို့မိမသဘောသိလားမိမကြိုက်တယ်လို့စီစဉ်ဖေဖေမမေဟာသမီးလေးကျူရှင်သွားတော့မှာလားဗျဟုတ်ဖေဖေလိုက်ပို့မှာလားလမ်းမှာမဟုတ်ဝေချင်လို့ဒီရက်ကစပြီးတော့3ရက်လောက်ပေါ်လာမှအိမ်မှာမို့လိုက်ပို့မလို့စောင့်နေရပါဗျသမီးကြိုက်တာဝေဖေဖေရှင်းပေးမယ်တကယ်နော်ဖေဖေတကယ်ပါဗျမေဒါဆိုကိုသမီးလေးကိုပေါ်လာတော့ပို့တော့မယ်3ရက်နေမှကိုလေကိုတေချာပြောခဲ့မယ်နော်သမီးအဝေးစားရောထည့်ထားလားဆက်ပြရောပေါ်ဝါရောပါလားဟုတ်ပါတယ်မမေဒါဆိုကျမကြီးယူဆိုင်နော်တတိမမေကိုကောင်းညိပြီးတော့ဖေဖေနဲ့ကားပေါ်တက်ကပလာဆောင်မောင်းသွားတယ်ပလာစာမှာသူမကြိုက်တာမှန်သမျှဖေဖေကလက်မနီးဘလောက်တန်မှုရှိရှိအကုန်ဝယ်ပေးဖေဖေကအမြဲတမ်းပြောတာကဖေဖေရှာထားတဲ့ပတ်စံတွေကသမီးအတွက်တည်းလေသမီးဘာယူချင်သေးလဲဖေဖေတတိရပါပြီဈေးဝယ်ခြင်းထဲမှာပစ္စည်းရအပြည့်ဒါတော့ဖေဖေကထက်ယူအောင်မလားလေဘော်ရာရှိရောက်တယ်ဆိုဖေဖေပါတတိနဲ့အတူဆင်းလာပြီးတော့ကားနောက်ခံကသူမဝယ်လာတာတွေကိုဝိုင်းတိတ်ပေးနေပါတယ်ဘော်ရာတွေကနေဘော်ရာပိုင်ရှင်ထွက်လာတယ်ကိုတလင်းသူသမီးကိုလာပို့တာစားစရာတွေကအများကြီးပဲဟုတ်ပါရဲ့သမီးကဒီမှာ3ရက်လောက်နေမလို့တဲ့ဟုတ်ပါရဲ့ကျမလည်းပြောချင်နေတာဆရာနီးစနစ်ကအဆောင်ဝယ်စစ်ချင်လို့ဆိုတော့3ရက်လောက်ဒီမှာပဲစားလုပ်စီချင်တာသမီးကလည်းကျွန်တော်တို့ကိုပြောပါတယ်တစ်တစ်အတွက်စိတ်ချပါနော်ကျမတောင်းယူပါတယ်ဟုတ်ကဲ့သမီးမဟုတ်တွေနိုင်နေမဟုတ်လားဖေဖေအထဲထိလိုက်ပို့ရမလားရပါတယ်ဖေဖေတစ်တစ်နိုင်ပါတယ်ဖေဖေဖြူးဆိုင်ပြန်နော်သူမဖေဖေကားမောင်းထွက်သွားတော့မှသမီးဆရာမတို့အထဲဝင်ကြရအောင်သူမနဲ့ဆရာမအထဲဝင်နေဆိုចောင်းသားတွေရောပေါ်ရာကိုက်ဆရာမတွေရောကပါဝိုင်းကြည့်နေကြတယ်သူမမမြင်ချင်အောင်ဆောင်ကဆရာမနောက်ကိုလိုက်သွားတယ်တနေ့လုံးအချိန်တက်ပြီးတယ်ညနေရေးကျုံးမဲ့အချိန်ကျပြဿနာဆပါတော့တယ်ဟာကြာလိုက်တာမဆောင်ချင်မချိုးနဲ့ဒါနေတော့အိမ်မဟုတ်ဘူးဟာဘလိုင်းပါလားငါဘာသာပြောနေရလीနင့်ကိုပြောလို့လားမိဘပတ်စံရှိလို့ပုံဝင်မြင့်နေတယောက်ပြီးတယောက်သူမကိုပြောနေကြတယ်သူမလည်းပြဿနာမတက်ချင်တာမို့ဘာမှမပြောပြီးရှေ့ရလူတန်းမြ мян ကုန်ပါစီဆူတောင်းနေပါတယ်ဟမ်သူမရဲ့ကြောလေလောက်စပင်မှာတခုခုလာကက်နေရထင်လို့လက်နဲ့ကင်ကြည့်လိုက်တယ်ဒါပါကြီးလေပြီးကေဒါဘယ်လိုလုပ်တာလဲသူမပြောနေတာကိုမသိချင်အောင်စောင့်နေကြတယ်သူမလေးဒေါသထွက်လာကအနောက်ကလူတွေကိုစောင့်တွန်းပြစ်လိုက်တယ်ဆရာမစနေနဲ့ပေါ်တာဆရာမတွေလာဘက်ဆောင်ဝဲအကြောင်းဆွေးနွေးနေတော့ចောင်းသားတယောက်ရောက်ချလာတယ်ဘာဖြစ်လို့လဲဆရာမအယောက်20လောက်ရဲ့အကြည့်တွေကအဲ့ဒီចောင်းသားစီမှာဖြစ်တယ်ဟိုတစ်ကိုလေဝိုင်းအနိုင်ကျင့်နေကြရဲ့ဆရာမဟာဘယ်ရစဖြစ်တာလဲတာအဲ့ဒါတော့မသိဘူးဆရာမရေချိုးရင်ဖြစ်ကြတာတဲ့အခုဆရာမကိုအန်တီကြီးကလာခေါ်ခိုင်းလို့အော်အေးဆရာမအခုလာပြီကွယ်ဟုတ်ကဲ့ကျမကိုခွင့်ပြုပါအောင်ဂိုက်ဆရာမလေးတွေအနောက်ကလိုက်ခဲ့ပြီပါသူမဂိုက်ဆရာမလေးတွေနဲ့အတူမိန်းကလေးတွေရေချိုးတဲ့နေရာကိုရောက်တော့မြင်လိုက်ရတာကဟဲ့တော်ကြစမ်းမိန်းကလေးတွေဖြစ်ပြီးထမင်းရေရှားနဲ့မရှက်ကြဘူးလားသူမအော်လိုက်တယ်ဆိုចောင်းသူတွေအကုန်လုံးရက်သွားကြတယ်ဘာဖြစ်တာလဲတစ်ပေါ့တမီးတို့သူ့ချမ်းသာတယ်ဆိုပြီးနှိမ်နေဟုတ်တယ်ဆရာမဒီမှာရေမချိုးနိုင်ဘူးလေပြောတယ်သူတမီးတို့ကိုစောင့်တွန်းနေအဲ့ဒါနေပဲဝိုင်းလောက်ကြတယ်ပေါ့ဆရာမအနောက်ကဆရာမညီမပြောချင်းဖြစ်တယ်တမီးတစ်ဘလို့ဖြစ်တာလဲမမကိုပြောသူမတစ်အနာကိုသွားပြီးတော့မေးတယ်တမီးသူတို့ဘာမှလည်းမပြောပါဘူးရေချိုးတာကိုကြားလိုက်တာလို့ပဲပြောလိုက်တာပါအဲ့ဒါကိုတမီးစပင်ကိုပြီးခဲနဲ့ကတ်လိုက်လို့သူတို့ကိုစောင့်တွန်းလိုက်တာပါမမနင်ကြားတယ်နော်လာတစ်မမအခန်းမှာလိုက်နေရေချိုးခန်းလေးရှိတယ်စာတယ်မဆင်းလာပေါ့လာမမနောက်ကိုလိုက်ခဲ့နတ်သက်ကျွေးနားလေတာပေါ့ဒီလိုမျိုးတွေသူမလည်းကြောင်ခဲ့ဘူးတယ်မဟုတ်လားသူမအဲ့နေရစပြီးတော့မမနန်းသက်ကျွေးနဲ့အတူတူနေရပြီးစာတင်ကနီးမှသာနှလွာအောင်ဆင်းလာရတယ်မမရုပ်ရည်နဲ့လိုက်အောင်သဘောကောင်းနေတစ်နားမလေတဲ့စာတွေကိုအသေးချာရှင်းပြတယ်မမကတစ်တို့ကိုခက်မဆွေတင်ချင်းဖြစ်ပါတယ်မမစာတင်နေတော့အခန်းရှိရာကိုတွေးလိုက်တာကြောင့်လိုက်ကြည့်နေချင်းမိမိရေဘာရင်ငင်းနေရတော့ဟ
ကျွေလန်းအောင်လိုက်တာကြောင့်တစ်တစ်ကသွားပေါ်အောင်ဖြီးပြတယ်မိမိအရှိလာထိုင်ဟုတ်မမတစ်တစ်လာပါပြီတစ်တစ်ဓာတုစာအုပ်တွေယူကမမကျွေနာကိုသွားလိုက်တယ်အကောင်လုံးပညာသစ်ပင်စာအုပ်ထုတ် Laboratory Preparation Manufacture and Extraction of Material တည်တံ့ပါတယ်စာအုပ်နော်မမဒီမှာညကချက်ခိုင်းထားတဲ့ဟာတွေအကုန်ပြီးပြီစာပြန်လို့လေရပြီမမမနေ့ကတခွဲကန်းတစ်ခုလောက်ခိုင်းထားတာပြန်နှွေးထားပြီးရင်ကြိုက်တဲ့လူကိုမေးမယ်ဟုတ်ကဲ့ဆရာမကဲမိမိစာပြန်မလို့ဆိုပေးမမအောင်တဲ့မမကိုလက်ထရစာအုပ်ကိုပေးလိုက်ပြီးတော့စာစဆိုတယ်ကျွေးပေးထားတဲ့စာထက်ပိုဆိုသွားတဲ့တစ်ကိုမရက်ခိုင်းမင်းနဲ့ဆက်ဆိုနေတာကိုတေချာကြည့်ပေးတယ်သူမလေးစာဆိုနေတာကိုသူမမမြင်နိုင်လောက်တဲ့နေရာကနေစနေကြည့်နေတယ်သမီးရေရလားစာဆိုတာများသွားတာရော့ရေတောက်လိုက်ကျွေသူမပေးနာကရေဘူးကိုယူပြီးတော့တစ်ကိုတိုက်လိုက်တယ်တစ်ရေတောက်ပြီးမှတစ်အဆင်ပြေပါလေတကယ်တော့သူမအကွယ်တနေရာကနေကြည့်နေတဲ့စနစ်ကိုမြင်သွားတာကြောင့်ဖြစ်တယ်စနစ်လေသူ့ကိုသူမမြင်သွားမှန်းသိ၍အဲ့နာကနေအမြန်လေးထွက်လာတယ်ငါ့အောင်များမတွေ့ဘူးထင်နေလားတစ်စိတ်ထဲကနေပြောနေပါလေကျွေပြုံးနေရနေရွက်တက်ချိတ်တော်မယ်တစ်ကိုတစ်ဟုတ်မမဘာပြောလိုက်တာလဲတွားနာလို့ရပြီလို့ပြောတာဒီနေ့တင်မင်းစာတွေပါတစ်ရနေပြီလေညအိုက်ခါနေကြမှာနည်းနည်းထပ်တင်ပေးမယ်ဒီညကားအချိန်ကစပြီးတော့နောက်3ရက်လုံး physics ရာပဲဝင်မှာသိလားဟုတ်ဒါဆိုတစ်အခန်းထဲသွားပြီးတော့စာထက်လောက်လိုက်အောင်မယ်မမဟုတ်ကဲ့ပါရှင်သူမစာအုပ်တွေကိုလက်ထဲထည့်ပြီးတော့အပေါ်ထက်ကိုတက်လာတယ်သူမအပေါ်ထက်ကိုအတက်အပေါ်ကနေသူကဆင်းလာတယ်သူမကသူ့ကိုပြုံးပြနေပေမဲ့သူကတော့ရုပ်တီတီနဲ့သူမကိုမသိချင်အောင်ဆောင်ကဆင်းလာတယ်သူမပေးရအစဉ်သူမပြောလိုက်တဲ့စကားကချောင်းကြည့်စရာမလိုပါဘူးပေါ်တင်ကြည့်လို့ရတယ်သိလားညနာကြည့်နေပြီးဆင်းသွားတဲ့သူ့ကိုကြည့်ပြီးတော့တစ်တခိခိနဲ့ရေးပြီးတော့အပေါ်တက်လာတယ်အခန်းထဲရောက်မှလွယ်ကြီးကိုချကရေချိုးဖို့ပြင်ဆင်ရတယ်ရေချိုးခန်းထဲမှာသူငါ့ကိုကြိတ်ပြီးတော့သဘောကျနေရလားသူကဘာသာပြောပြီးတော့သဘောတကျကြီးကတွေးချင်ရတွေးနေလိုက်တာရေချိုးခန်းထဲမှာဘယ်လောက်ကြာသွားမှမသိအပြင်ကတကားခောက်တန်ကြမှာရေချိုးဝတ်ဆောင်ဝတ်ပြီးတော့အပြင်ကိုထွက်လာတယ်။သမီးကအခုမှရေချိုးပြီးရလား။မမစားတော်တင်ပြီးသွားပြီလား။စားတင်ပြီးရကြပြီ။အောက်မှာမမတို့နဲ့စကားပြောနေလို့ပြီးတော့ဆရာစားကြရတော့မယ်တဲ့။ဆင်းလာတော့တဲ့။ဟုတ်မမတစ်ဝတ်စားလေးပြီးတော့ဆင်းသွားလိုက်မယ်။သူမအိတ်ထဲကကျန်းသားပေါင်းမီမိုးပြရောင်လေးနဲ့အဖြူရောင်လက်ရှိလေးအပြင်အပေါ်ကုတ်လက်ပြက်လေးကိုယူကာဝစ်ပြီးမုတ်ထုတ်အနေငယ်နဲ့ physics စာအုပ်တွေကိုပိုက်ကစာသင်မိတ်ဟော့ကန်တွေကိုဆင်းလာတယ်။တစ်ဒီကိုလားဟော့ကန်ထဲမှာအရင်ကထက်လူပိုများနေရကြောင်းတစ်မတက်ရက်ကြည့်နေခြင်းဖြစ်ပါတယ်။သူမနှင်းစီလမ်းခေါ်တဲ့ဘက်ကိုသွားပြီးတော့နှင်းစီပေးနာဝင်ထိုင်နေ။နှင်းစီလူတွေပိုများလာသလားလို့ဟုတ်တယ်။10ရန်ဝိုင်းနှစ်ခုပေါင်းလိုက်လို့လေ85ယောက်တောင်နော်။နောက်နေ့တွေကြာရင်ရောဆောင်းဝဲဖြေရတိပါပဲပြီးရင်ဟိုဘက်ဆောင်မှာပြန်တင်မှာပဲဒါဆိုလူအများကြီးသူပို့ပြီးတော့ပင်ပန်းတော့မှာပဲနေစီကတစ်အကြောင်းသိနေပြီမို့ပို့ကူပို့ရဲဆိုတဲ့အကြည့်နဲ့ကြည့်ပြီသူတယောက်တည်းမဟုတ်ဘူးဟိုမှာကြည့်ဆရာနဲ့စကားပြောနေတဲ့ဆရာလေးတင်မှာသူလည်းသူ့တပည့်တွေနောက်ကိုလိုက်လာတာအော်တော်သေးရပေါ့မိတက်နော်ဟောကန်ထဲမှာ10ယောက်အုပ်စုရှိတယ်လို့9ယောက်အုပ်စုနဲ့စုနေကြတယ်တစ်နဲ့နင်းစီကတော့2ယောက်တအုပ်စုဖြစ်နေပါတယ်။ကဲစားကြမလား။ကိုနဲ့စကားပြောနေတဲ့ဆရာကစကားစားလိုက်တယ်။ဟာဟိုနာ2ယောက်ထဲလား။ဒီကြီးသူမတို့2ယောက်ကိုကြည့်ပြီးတော့ပြောလိုက်တယ်။ကိုကလည်းအဲ့ဒီဆရာစကားကြောင့်သူမတို့လှမ်းကြည့်နေ။လာဆရာတို့စီလားခလေး2ယောက်။အဲ့ဒီဆရာစကားကြောင့်တစ်ခွေးနဲ့ထားရီကဒီနေ့ကိုမျက်နှာကြောင့်မျက်နှာပိုးပြန်တီးလိုက်ရတယ်။နင်းစီနဲ့သူမစာအုပ်တွေကိုခိုင်ကအဲ့ဒီဆရာနာကိုသွားပြီးတော့မတက်ရက်နေပါလေဒီကြီးသူမတို့2ယောက်ကိုသူတို့စပွဲဝိုင်းမှာဝင်ထိုင်ခိုင်းလိုက်တယ်အဲ့ဒီဝိုင်းမှာသူမရေကိုရေနှင်းစီရေဟိုဆရာလေးယောက်ရေဖြစ်ပါတယ်ကဲအခုကစပြီးတော့တင်ထားတဲ့အထိပု္ပ္ပစာတွေချတွက်မဖြေရှင်းနိုင်တာရှိရင်ဆရာကိုပြောကြလားဟုတ်ကဲ့ပါဆရာဒီကြီးចောင်းသားတို့ကိုပြောပြီးတော့သူနဲ့စနစ်ရဲ့ဝိုင်းက2ယောက်ဘက်ကိုပြန်လှည့်လာတယ်သမီးတို့မရတာရှိရင်ဆရာအောင်မင်းနော်ဘာမှမကြောက်နဲ့ဆရာတခုလောက်ရှင်းပြပါလားနင်းစီကတီးကြီးကိုပြောလိုက်တယ်နင်းစီတကယ်တော့တစ်အတွက်အခွင့်အရေးရှာပေးခြင်းဖြစ်ပါတယ်
ဆရာကိုပြောလေဘယ်စာနာမလဲရလဲရပါတယ်အကိုကျွန်တော်ရှင်းပြလိုက်မယ်စနစ်ကပြောလိုက်တယ်ဟုတ်ဆရာတက်နားမလဲတာရှိရဆိုဆရာကိုရှင်းပြခိုင်းလိုက်လေဒါဆိုနေရလဲရအောင်လေးနင်းစီနဲ့စနစ်ကဘာလို့လဲဆိုတဲ့အကြည့်နဲ့ကြည့်နေတယ်သူကအခုစနစ်ပေမှာထိုင်နေခြင်းဖြစ်ပါတယ်ငါ့ကိုဘာကြည့်နေရလဲနင်းစီရဲ့နေဆရာနီးစနစ်ကိုစာရှင်းပြခိုင်းမလို့မဟုတ်လားဟာလေဆရာကိုစာရှင်းပြခိုင်းမလို့အော်ကိုလို့ခေါ်ခြင်းလည်းရပါတယ်ဆရာကိုတဲ့အကိုနာမည်ကဒီဂျီရှင်းသက်ပါဟုတ်ကဲ့တက်နာမည်ကစံချိန်သက်ပါလာအကိုဘက်ကစာရှင်းပြမယ်တက်စနစ်ပေကနေဒီဂျီပေရောက်သွားတယ်နင်းစီကတော့သူ့စာပဲသူပြန်ရင်းနေပါတယ်စနစ်တဝင်းတူနေရတယ်တက်ကတကယ်လို့ဒီလိုตายရတဲ့ပတ်လိုက်သွားရင်သူကြံခဲ့ရမယ်ဒီလိုလာတာလေသူမမမေကတားနေပဲစိတ်ချလို့တားကိုအပ်ပါရီဆိုတာကြောင့်ရောက်လာခြင်းဖြစ်ပါတယ်သူတယောက်တည်းကိုကွက်ဆူနေတာကသူ့ကိုအေးပေးနေတာဒီကောင်မလေးမသိဘူးလားအမှတဝင်းတူနေလိုက်စိတ်ပုတ်ကြည့်ဆိုရင်စိတ်ထဲကနေပြောလိုက်ပါတယ်အကိုဒါကဘယ်လိုဆက်သွားရမလဲအာဟာစနစ်ကလက်မြန်ချင်းမြန်နေကွာဆရာအောင်မေးလို့လားကို့ဘာသာအကိုတီကြီးကိုမေးရလေသူ့အသားမဟုတ်တိုင်းတက်ခက်ဆော့ဆွာနဲ့စနစ်ကိုပြောတယ်ငါမေးကိုအပုတ်စာဘယ်နှခါရှိပြီလဲရှင်းပြထားတာဘယ်တော့ရှင်းပြရလဲပြောဘာတော်ပါတော့စနစ်ရတက်ညီမလေးဒီဘက်လာအကိုရှင်းပြမယ်ဟုတ်အကိုလိုသားလေးတချို့တွေချွတ်တသားပြောရင် physics ကိုအမှတ်ပြရမှာအင်းမအကိုပြဖေဟာဆရာသမီးတို့စာမေးချင်လို့တီကြီးကိုလမ်းခေါ်နေရကြအောင်အကိုတပည့်ခေါ်နေရသွားလိုက်ပါကျွန်တော်သူ့ကိုရှင်းပြလိုက်မယ်ရပါတယ်စနစ်ရတက်လားအကိုနဲ့ဟိုဝိုင်းကိုလိုက်ခဲ့အတူတူရှင်းပြပေးမယ်ဟိုသူတို့က fresher တွေမဟုတ်လားတက်ကိုလက်ခံပါမလားလာလိုက်ခဲ့တက်ကိုဘသူကလက်မခံပါလေဟုတ်သူမစောင်းနဲ့ပတ်စံကိုယူပြီးတော့တီကြီးနဲ့အတူတူလိုက်သွားတယ်စနစ်နဲ့နင်းစီတာကြံခဲ့တယ်တက်လာဒီမှာထိုင်သူမအကိုတီကြီးနဲ့အတူတူ9ရောက်ဝိုင်းတွေကိုဝင်ထိုင်လိုက်တယ်ကဲမျက်ခွက်ပြောင်းအဖွေဆရာကလေဘာဆရာကလေနင်တို့မျက်ခွက်မပြောင်းလားဟိဟိကဲသူမကိုမင်းတို့အဖွဲ့ဝင်ဖြစ်ခွင့်ပေးမှာလားဟုတ်9ရောက်လောကထောက်ခံကြတယ်တက်သူကအရှိန်သူကအားပြေးစိန်သူကအာရင်စကားအယမ်းများလို့သူကလှအောင်ကွယ်သူကမှန်ကြောင်ဟာဆရာရက်ဆက်တယ်နော်တက်နာမည်ကစံချိန်တက်ပါတို့နာမည်ကကြည်ပြတနည်းအားဖြင့်တော့မှန်ကြောင်ပေါ့ငါနာမည်ကဖူးဖူးခေါ်အရှိန်ငါနာမည်ကမီဆရာခေါ်တာအာရင်ငါတို့နှစ်ယောက်ကမင်းမီချစ်ဆရာစမိုင်းခေါ်တာကအာပြေးစိန်ငါတော့ဆရာရဲ့အချစ်ဆုံးလှအောင်ကွယ်တိရိတ်ဆန်အားလုံးကစားတော်ကြတယ်တက်ညီမလေးနဲ့သူတို့ကပို့ပြီးတော့တင့်တော်လို့ခေါ်လာတာတက်နာမည်ကိုရောပေးကြအောင်မလားဆရာပြုံးဗီဒီယိုမေးလိုက်ဟာအာပြေးစိန်နင်ကအစာကြေးစေးထုတ်ဖြစ်အောင်လုပ်တယ်နော်သူတို့အုပ်စုထကြီးကဘေးနာလူတွေအကြည့်ကသူတို့အုပ်စုစီကဲတော့ကြတော့ဟုတ်အကောင်လုံးကတိတ်သွားကြပြီမင်းဆရာအစာကြေးစေးထုတ်ကြီးမိမိကတော့ရီလို့မဆုံးနိုင်ဖြစ်နေပါလေတက်ကိုသမီးတို့နဲ့စိတ်ချမယ်နော်ဟုတ်ကဲ့ပါဆရာသမီးတို့အကြောင်းဆရာသိပါတယ်ပြီးတော့တက်ဆောင်ဝဲပြီးငါတို့တွေဝိုင်းအောင်ပြောင်းခဲ့ပါလားဟုတ်တယ်တက်ကြည်ပြစကားကိုအားလုံးကထောက်ခံကြတယ်တက်ကလာရင်သူ့တငယ်ချင်းတယောက်တည်းကြံခဲ့မှာပေါ့နောက်အားတဲ့ချိန်တွေ့ကြပေါ့ဟုတ်ကဲ့တက်အကိုတီကြီးဝင်ဖြည့်ရှင်းပေးမှာပဲအသက်ပြန်ရှူနိုင်တော့တယ်သူကိုရှိရဲ့ဝိုင်းကနေတကယ်မပြောင်းနိုင်ပါတီကြီးသူတို့တွေနဲ့အတူတူတက်ကိုစာရှင်းပြပြီးကဲဒါဆိုမသိတာရှင်လားမင်းနော်ဆရာထိတ်ဝိုင်းမှာရှိနေမယ်တက်လားဟိုမှာသမီးတငယ်ချင်းတယောက်တည်းဟုတ်ကြည်ပြတို့နောက်နေ့ကျမှစာအတူတူထပ်လောက်ကြမယ်နော်သူတို့အားလုံးကိုနှုတ်ဆက်ပြီးကိုနဲ့နင်းစီရှိရဲ့ဝိုင်းကိုပြန်လာကြတယ်တက်ကြားလိုက်တာဟုတ်တယ်နင်းစီဟိုမှာကြည်ပြတို့နဲ့အတူတူအကိုကစာရှင်းပြနေတာတကယ်တော်တယ်အကိုကစောင်းနားလည်အောင်ပြောနိုင်တယ်တက်ထိုင်ချလိုက်ပြီးအနောက်မှာချထားတဲ့လွှဲကိုနင်းစီကောင်းပေါ်ကနေကြော်ယူဖို့လှုပ်တာကြောင့်အနောက်ကလာတဲ့သူ့ကိုထိသွားတယ်အာဟာဟမ်ငါလည်းတွေးထွက်သွားပြီ
သူမကတော့ဖြူစင်စနစ်တင်တဲ့ဝိုင်းမှာစာအတော်ဆုံးဝင်းကလေး sorry ပါတက်တက်မမြင်လိုက်လို့ပါဟမ်ရေချိုးတော့ပီကင်မတော်တဆစပင်ကိုတွားကတ်တာမကျင်နဲ့လို့လောက်တာမလားမဟုတ်ဘူးလို့ပြောပြီးပြီလေအဲ့နေ့ကကိစ္စတွေကိုတက်တက်အကုန်မေ့ထားပြီးပြီအဲ့အချိန်မှာဖြူစင်အမေရောက်ချလာတယ်ဖြူစင်အမေနဲ့နန်းသက်ကျွေဟော်ကန်ထဲဝင်လာရင်မြင်လိုက်ရတာကြောင့်အနားကိုအပြေးလာပြီးတမီးဘာဖြစ်တာလဲဟမ်မေတမီးလက်ကိုသူ့လောက်တာတွေးထွက်သွားပြီဆီယာမကျမတမီးကိစ္စကိုဘယ်လိုလုပ်ပြီးမှလဲပြီးတော့ဒီကကလေးမဖြူစင်လေးကစတော်လို့မနာလိုပြီးတော့လောက်တာမဟုတ်လားရုပ်ကလေးကတနာကမနဲ့အကျင့်ကမကောင်းအမကလေးကိုအဲ့လောက်ပြောဖို့မသိဘူးထင်တယ်ပြီးတော့ဆရာတွေလည်းရှိတယ်တက်တက်နင်အခုမတက်ရက်ကိုရက်ခိုင်းနေဆိုသူမထားလိုက်တယ်စနစ်ဘေးကကျိန်လုံးကိုကောက်ခါဟိုဘက်လက်ဆိုချက်ချင်းလှည့်သွားတယ်သူမကြောင့်သူ့ရင်နဲ့ဝမ်းနေသွားရပြီဒါပေမဲ့သူအန်ကျိတ်လိုက်ခါစနစ်တက်ခြေတော့ကိုငါးချက်အားပါပါနဲ့ရိုက်လိုက်ပြီးဒီကဖြူစင်အမေကျန်တဲ့လောက်ပြီးထင်ပါတယ်အမကျန်တဲ့ပြီမဟုတ်လားဖြူစင်အပြင်မှာခေါ်တွေ့လိုက်ပါကျွေပြောပြီးရဆိုထွက်လာခဲ့ပြီးတက်လေးအတွက်စိတ်မကောင်းဖြစ်ရတယ်တက်အရိုက်ခံရတာကိုကြည့်ပြီးကြည်ပြတို့အုပ်စုလေးစိတ်မကောင်းဖြစ်ကြတယ်တက်နေရာတကျပြန်ထိုင်လိုက်ခါပု္ပ္ပစာပြန်တွက်နေပါတယ်တက်ကိုဖေနဲ့မေတောင်လက်ပြားနေတောင်နာမလုပ်ခဲ့ပေမယ့်တက်ရဲ့နှလုံးခုန်တန်ဖြစ်တဲ့ကိုကနာကျင်အောင်လုပ်တာကိုတက်ပိုးစိတ်မကောင်းဖြစ်ရပါတယ်စနေမျက်နှာကိုအောက်ငုပ်ပြီးပု္ပ္ပစာတွင်မျက်ရည်တွေကျနေသူမကိုကြည့်ပြီးသူ့ရင်လည်းမကောင်းပါသူမကိုတခြားသူဖိနှိပ်ပြောနေရလေသူလက်မခံနိုင်လို့သူဒီလောက်ထားလောက်လိုက်ခြင်းဖြစ်ပါတယ်သူမညကအချိန်ပြီးရဲ့ဆိုအပေါ်ပြန်တက်လာတယ်သူမအိတ်နေရဲ့မမဘေးဝင်လဲကအတန်တိတ်မျက်ရည်ကျနေနောက်နေ့မနေ့ကျတော့ဟေးတက်ဟာမမီကြည့်ပြလာမနေ့စာငါတို့နဲ့လာစားအန်တီကြီးစီကမနေ့စာပကံကိုယူပြီးတော့ကြည်ပြတို့စီကိုသွားထိုင်နေတက်တာလားနည်းနည်းပဲနာတော့တယ်နင့်စီကလေဟေးအမမမေးဘူးငါတို့လည်းတွေ့နေရပဲနေတမင်လောက်တာမှမဟုတ်တာဟာမနေ့ကနင့်စာဒေါသထွက်လာတာဟဲ့ကြည်ပြမဟိုမှာကြားသွားပြီလားမသိဘူးကြားပါစေပေါ့ရှီမန်သိလို့ပြောတာပတိစီထားလားဟမ်သူလေကြည်ပြပြောမှသူ့ခြေထောက်ကိုကြည့်မိရဲ့မမကျွေလှုပ်ပေးထားတာထင်တယ်ငါတော်နင်တို့ပြောမှသိတာကဲဟိုမျက်နှာပြောင်ဖွေမြင်စားစကားမများနဲ့ပြီးရင်စားလို့ရတော့မှာဟုတ်ကဲ့ဆရာဒီကြီးမနှက်စာစားရင်စကားများနေတဲ့အဖွေကိုလှမ်းပြောလိုက်တယ်သူတို့မနှက်စာစားပြီးရေဆိုဟော်ကန်တွေဝင်လာကြတယ်တစ်ကနင်းစီကိုခေါ်ပြီးကြည်ပြတို့ဝိုင်းမှာထိုင်နေမင်းတို့စားလိုက်လာခြင်းကဒီနေ့နောက်ဆုံးတော့တေးချလောက်ကြပါမနှက်ပြန်ဖြေရမှာအမတ်60နဲ့အထက်ရတဲ့သူကိုဆရာစုပေးမယ်ကြားတဲ့သူတော့သိကြတယ်မဟုတ်လားသိပါတယ်ဆရာစနစ်မင်းတပည့်တွေကိုပြောphysics ကိုအမတ်80ထက်ရအောင်ဖြေနိုင်လိုချင်တာဝယ်ပေးမယ်သူပြောတယ်ဆိုတစ်ကမတက်ထရက်ပြီး40အောင်ကြတယ်ဆိုရင်သိပြီးသားမှတ်ဒီကြီးတယောက်ကလည်းဘူးကလန်ထမိတယောက်ကလည်းဘူးကလန်ပြန်ဖြေရတဲ့နေရာကိုကြည့်ပြီးတော့ပြုံးနေပါလေသူမတို့ဒီနေ့ဆောင်းဝဲဖြေပြီးရဲ့ဆိုဆရာတို့ကတရက်အနာပေးတာကြောင့်သူမနင်းစီနဲ့အတူတူကြည်ပြတို့နဲ့စကားလက်ဆောင်ကြနေပါလေဖြေနိုင်လားကြည်ပြတစ်နင်တို့ဆရာမေးခွန်းလှည့်ထားတာနော်ခက်တော့ခက်တယ်ဒါပေမဲ့ငါတို့ကဆရာတီကြီးတပည့်တွေမဟုတ်လားဖြေနိုင်တာပေါ့နင်ရောဖြေနိုင်တယ်80ကျော်လောက်မေးထင်တယ်ငါ physics ကိုလေးလေးနက်နက်ကိုလှုပ်ထားတာနင်းစီနင်ရောဆရာမေးထားတာတွေကငါသိနာမလဲတာတွေပါလို့ခြံထားခဲ့တာတွေရှိတယ်ဒါပေမဲ့60အထက်တော့ရှိမှာပါကဲဆောင်းဝဲပြီးသွားတဲ့အထိမ့်မှန်နေနဲ့ငါမဟုတ်ဝေကြည့်မေးအကုန်လုံးခဏနေဖေမုတ်တွေလာပို့လိုက်မယ်ငါမှထားတာဟာအားနာစရာကြီးမိဖူဒါဆိုနေကမစားဘူးပေါ့အားနာစရာကြီးလို့ပဲပြောတာလေမစားဘူးလို့ပြောလို့လားလှအောင်ကွယ်အရှိန်မလှအောင်ကွယ်မကဲပါနေနှုံးနှစ်ယောက်ကလေကိုယ့်နာမည်အရင်တွေခေါ်နေတယ်မှန်ကြောင်မတရိတ်ဆန်တဲ့ဖူဖူကြည်ပြအောင်ပြိုင်သူခေါ်လိုက်ကြတယ်မကြပါသူ့ဖေမုတ်တွေလာပို့သွားတယ်တစ်ပီဇာ6ဘူးတောင်တစ်မာထားတာခဏဆောင်နော်တစ်ပီဇာ2ဘူးနဲ့ခောက်ဆွဲကြော်3ဘူးဆရာနဲ့မမကျူသွားပေးလိုက်အောင်မေသူမကိုအားလုံးကကောင်းကြီးပြတယ်သူမဘူးနဲ့အေးဘူးဆွဲကဟောကန်ပေးရဆရာရီနားနီကန်ဝင်လာတယ်နားနီကန်ထဲမှာကိုရေမမကျူရေအကိုတီကြီးတို့ရှိကြတယ်မမကျူတမိလာလေဟုတ်မမဒါ
ဒါကမမနဲ့ဆီယာမတွေအတွက်တစ်တစ်ကြွေးတာကျေးဇူးနော်မီမီမမလည်းစားချင်နေရတယ်အတော်ပဲဟုတ်မမမီမီဆရာတို့ကိုလည်းပေးအောင်မှာမဟုတ်လားမမအပေါ်သွားတော့မယ်နော်ဟုတ်မမကြွေထွက်သွားမှသူမတီကြည့်ပေးဝင်ထိုင်ကအကိုတစ်တစ်ကိုအခုရက်အတွင်းဂယူဒက်ဆိုင်စတင်ပေးရကျေးဇူးတင်ပါတယ်နော်ဒါအကိုတို့စားဖို့ပီဇာနဲ့ခောက်ဆွဲကြော်ပါအော်မလိုပါဘူးတစ်တစ်ရေဒါအကိုတို့တာဝန်ပဲလေဒါတွေအတွက်ကျေးဇူးပါနော်ရပါတယ်ဆရာအတွက်ဒါသူမစနစ်ရှိကိုပါကင်ပိတ်ထားတဲ့ဘူးလေးတစ်ဘူးချပေးလိုက်တယ်စနစ်ကသူ့ကိုပါလေးဆိုတဲ့သဘောနဲ့ကြည့်နေပါတယ်တစ်တစ်သွားတော့မယ်နော်အကိုနဲ့ဆရာစာရီတခြားလောက်တာနော်ဟုတ်ကဲ့ကိုသူခေါ်ခြင်းနဲ့နန်းစားလေးတုံးကခေါ်ပြီးအပြင်ထွက်သွားတယ်စနစ်လည်းပြုံးမိသွားတယ်တစ်ထွက်သွားတော့မှတီကြီးဟာပြုံးနေတာနားကိုတစ်ချိတ်တော်မင်းစနစ်အကိုကလေးဗျာဘာအကိုကလေမင်းတို့နှစ်ယောက်ကိုမိဘရဲ့သဘောတူထားတာတစ်မသိဘူးမလားကျွန်တော်ပြောခိုင်းတာမိဘရဲ့သဘောတူထားတဲ့တယောက်ကိုတယောက်ချစ်တာကိုလိုချင်လို့ဟုတ်ပါပြီကွာမင်းချစ်တယ်ဆိုလေတစ်ကိုတိတ်မဟုတ်ပါနဲ့ကွာဟိုတနေ့ကကိစ္စကလေသူတမင်လောက်တာမဟုတ်ပါကျွန်တော်သိပါတယ်ဒါပေမဲ့ဟိုဘက်ကမိမကြီးကပြောနေအောင်မကြိုက်လို့အဲ့လိုလုပ်လိုက်တာပါသူမကိုကျွန်တော်သာပြောရင်ပြောမယ်တခြားသူပြောတာမကြိုက်ဘူးအမစင်းတွေစစ်နေရမဟုတ်လားတစ်40အောင်ရရင်ဘယ်လိုလုပ်မလဲမရပါဘူးသူမကိုကျွန်တော်ယုံနေတစ်စာရွက်ကအပ်ပြီးကြရစစ်ပြီးပြီဘယ်လောက်ရလဲ80ခွန်ဟောတစ်ကဘယ်ဆိုးလို့လဲတော်သားပြီသူတကယ်တော့ physics ရောသင်ချာရောဘာလို့မရရလဲဆိုသူကတွက်ရမှာပြင်းလို့လေဒါကြောင့်မရတာအခုသူ့ကိုနည်းနည်းပဲမောင်းရသေးရလက်ကောင်ထွက်လာပြီသူဒီနေ့အောင်ရမယ်ဒီတိုင်းဆက်သွားရင်အောင်မှာပါအခုတပည့်တွေကလည်းသူမကိုတွဲခေါ်တော့သူမစာစူးစမ်းခြင်းစိတ်ပို့ပြီးဖြစ်တယ်ထင်တယ်ဒါဆိုငါတို့ဝိုင်းဘက်ကိုတစ်ကိုလွတ်လိုက်လေစနေချက်ချင်းမျက်နှာတီးသွားပြီလှုပ်เสียလားကျွန်တော်ဒီကိုဘာလို့စာလာတင်တာလဲသိရသားနဲ့အေးပါကွာငါလည်းစတာပါတစ်ဖက်ကတစ်တို့အဖွဲမှာတော့ချီယာဘူးချင်းတိုက်နေကြခြင်းဖြစ်ပါတယ်တစ်အခုလိုကြွေးရတဲ့စေတနာတို့ကြောင့်ရုပ်ချောချောကောင်လေးနဲ့ဖူးစာဆုံးပါစီချိုရည်တောင်းရင်ဆူတောင်းပေးတဲ့မိမိစကားကြောင့်တစ်အကြောင်းသိတဲ့နင်းစီကခွေးကနေထရီကရုပ်လေးကတော့ချောပါတယ်ခက်တာတော့လက်တန်လေးပြောင်းတာပဲကြည်ပြာတို့ကနင်းစီပြောတာကိုသဘောမပေါက်ပဲသဘောပေါက်တဲ့တစ်ကမျက်နှာရေးသွားတယ်တစ်ဘာတူလဲဟမ်ဘသူလဲတစ်ကိုအားလုံးကဝိုင်းမင်းနေကြတယ်ဒါအချိန်ခါမသိရဲ့နင်းစီမကြောင်ဖြစ်တယ်ငါခရက်ကိုပြောနေဟာတော့ဘယ်ရလဲပေါ်တာကပဲလားမဟုတ်ပါဘူးဟာအပြင်ကပါနင်တို့ကြောင့်တစ်မျက်နှာရဲနေပြီဟုတ်ပါနင်းစီကဲလိုက်မှပဲသူမှလွတ်မြောက်ရတော့တယ်သူတို့အုပ်စုပွဲကြနေတော့တစ်ရေသမီးအိမ်ရလာကြတယ်ဟုတ်ဆရာမတစ်ပစ္စည်းတွေတင်ပြီးတော့အပေါ်တက်ကိုသွားကမမကျွေကိုနှုတ်ဆက်ပြီးဘော်ရာပြင်ကိုထွက်လာကအိမ်ကကားကိုရှာပေးမယ်မတွေ့ပါဆရာမငါ့ကိုနောက်နေရလားဘာလို့နောက်ရမှာလဲဘာတွေပွားစီပြောနေရလဲကိုပြန်မယ်လေဟမ်ဘာဟုတ်မင်းကိုအိမ်ပြန်လိုက်ပို့မလို့လေရပါတယ်အိမ်ကကားလာကြတယ်ဘယ်နှရောက်သွားလဲမသိဘူးငါ့ကိုအန်တီတို့ကပြန်ရင်းနဲ့တခါလေးခေါ်လာခိုင်းတာခုနဆရာမကိုခေါ်ခိုင်းလိုက်တာအော်မမေတို့နဲ့တောင်သိတယ်ပေါ့စကားမများနဲ့ကားပေါ်တက်ဟုတ်သူမအနောက်ခန်းတကားကိုဖွင့်နေတော့အရှိလာထိုင်ငါဒရိုင်ဘာမဟုတ်ဘူးအော်အမသူ့စိတ်ကြီးပဲသူမကားတကားဖွင့်ပြီးတော့ရှေ့ခန်းမှာဝင်ထိုင်လိုက်တယ်သူမဝင်ထိုင်ပြီးတယ်ဆိုကားကိုစားထွက်စီတယ်တလန်လုံးကားပြင်ဘက်ကိုသာငေးပြီးစကားမပြောတဲ့သူမကိုသူကပဲစကားဆလိုက်တယ်ဖစ်စစ်ဖြေနိုင်လားဖစ်စစ်ဖြေနိုင်လားမိတာအန်ဩစရာပါလို့လားမဖြေနိုင်ဘာဒီလောက်ကတ်တာဘယ်သူကဖြေနိုင်မှာလဲရွဲ့နေရလားဆရာဘာလို့တစ်ရရွဲ့ရမှာလဲကို့ဘာသာကူနေစကားလာမပြောနဲ့တစ်ဘာတော့ဘာလဲခမရဘာဖြစ်နေရလဲတစ်စကားပြောနေတဲ့အချိန်တွေတော့ကြတော့မတိကျအောင်စောင့်လိုက်ဟောက်လိုက်နေအခုမှစကားတွေတအားများနေသူမျက်ခုံးတစ်ဖက်ကိုတွန့်သွားပြီဟိုနေ့ကရိုက်တာကိုစိတ်ဆိုးနေရလားမဟုတ်ဘူးစိတ်လည်းမဆိုးသူ့ကိုတခုံးမခံပြန်ပြောနေတဲ့သူမကိုအသေးရလာကားကိုလမ်းပေးချရလိုက်တယ်ကားကိုမောင်းနေရင်ကနေလမ်းပေးချလိုက်တာကြောင့်သူမမျက်လုံးဝိုင်းလေးနဲ့ကြည့်နေပါတယ်တခုံးမခံပြန်ပြောရင်းနေရပေါ့လေဟုတ်လားဟုတ်တယ်ဘာလို့ကြောက်ရမှာသူ့လက်နဲ့ခေါင်းလေးကိုထိန်ကသူမနှကန်းလေးကိုအနမ်းတွေပေးလိုက်တယ်သူမမထင်ထားတာတွေမို့မငင်းမိပဲညီနေရကနေ
အသက်ရှူကျက်တယ်လို့ဖြစ်မှသူ့ရင်ဘက်ကိုထုတော့တယ်ဒါတောင်ကိုလူဆိုးကလွတ်မပေးပါတစ်တစ်အမြင်ကက်ကက်နဲ့သူ့နှက်ခမ်းကိုကိုက်ချပြလိုက်တယ်အာဘာလို့ကိုက်တာလဲဘာလို့နန်းတာလဲခမရတစ်တစ်ကိုသူမစကားတောင်မဆုံးလိုက်စုချရလေဘာလို့စုချရလဲတော်လို့မိန်းကလေးတယောက်ကိုခွင့်ပြုချက်မရရင်မနှဲရဘူးဆိုတာမသိဘူးလားဘော်ရာမှာကြတော့တစ်မျိုးအပြင်မှာကြတစ်မျိုးစိတ်နှမျိုးနဲ့လူကြီးကိုလို့ခေါ်လို့ရပြီမခေါ်ပါဘူးဘာလို့ခေါ်ရမှာလဲမြန်မြန်အိမ်ပြန်ပို့တော့တစ်ပဲကိုခေါ်ချင်တာဆိုအခုမခေါ်ချင်တော့အခွင့်အရေးသမားကြီးမချစ်ဘူးလားဘာလို့ချစ်ရမှာလဲတစ်မှချစ်ရတဲ့သူရှိတယ်အဲ့ဒါကိုလေဟုတ်တယ်ချစ်တယ်တစ်ကရှင့်လို့ဟမ်းမဆောင်တတ်ဘူးအဲ့နေရလေတစ်တမင်လောက်တာမဟုတ်ဘဲနဲ့သူမဘက်ကပါပြီတစ်ကိုရိုက်တယ်ကိုချစ်တဲ့သူကကိုကိုရိုက်တာဘယ်လောက်ခံစားရတယ်ထင်လဲသူမအဲ့နေရအကြောင်းပြန်ပြောပြီးအောင်ငိုပြန်နေတစ်ပေါက်စာကိုကြည့်ငိုနေနဲ့သူ့ကိုကြည့်လိုက်တယ်ပေါက်စာကိုတခြားသူပြောတာကိုကဒီတိုင်းထိုင်ကြည့်နေရမှာလားပြောကိုမင်းကိုသူများပြောနေတာကိုဒေါသထွက်ပြီးကိုရိုက်တာလွန်သွားမှန်းသိပါတယ်အဲ့နေရကိုလည်းတကယ်စိတ်မကောင်းဖြစ်နေရပါပြီးတော့ဘာဖြစ်လဲကိုအညာအခန်းထဲဝင်လာပြီးပတ်တီးစီးပေးသွားတာမသိဘူးမဟုတ်လားအဲ့ဒါမမကြွေလှုပ်ပေးထားရထင်တာဘလောက်အနေရများလေမိန်းကလေးခန်းထဲကိုခိုးရင်ရတာပြီးတော့နန်းသက်ကြွေနိုးသွားရင်ကိုဘယ်လိုလုပ်မလဲအဲ့ချိန်တော့ပတ်တီးစီးတာပဲစိတ်ဝင်စားနေတော့ကြောက်စိတ်ကဘယ်ရောက်သွားမှန်းတစ်ကိုအဲ့လောက်ခ ्यू ဆိုင်တာသိရတော့အယမ်းပျော်သွားပြီးသူ့နှကန်းကိုနမ်းလိုက်တယ်ကျေးဇူးတင်ပါတယ်တစ်ကိုချစ်ပေးလို့ပေါက်စာဒီနေ့10တန်းအောင်ဖြည့်မယ်မဟုတ်လားတစ်စူးစမ်းမယ်ကိုစိတ်မပြတ်စေရပါဘူးဟုတ်ပါပြီဗျပေါက်စာဘာပေါက်စာလဲချစ်လို့ခေါ်တာလေစာတင်တဲ့အခါကျရင်တစ်ကိုမဟောင်းနဲ့နည်းနည်းလျှော့ပေးမယ်ရတယ်အခု DGC ပဲသွားတင်မယ်စိတ်ပုတ်ချင်းဟာစိတ်ကောက်တာလားကောက်တယ်ကင်းမကောက်လားကင်းချီတာစတာပါကွာစိတ်မကောက်ပါနဲ့အိမ်ပြန်မယ်လေကားမောင်းတော့ဟုတ်ကဲ့ပါတခင်မာလေးဗျတစ်တယောက်ကိုကအိမ်ရှိတီပို့ပြီးပြန်သွားမှအိမ်ထဲဝင်လာကဖေနဲ့မမေကိုမမြင်ပဲအပေါ်တက်ဖို့အလုံးတမီဖေမမေဖေတမီကဖေတို့တော့မမြင်နိုင်လောက်မြူးနေပါလားတစ်လေးကားပေါ်ကသူ့ဖေစီကိုလာပြီးပေါင်ပေါ်ဝင်ထိုင်လိုက်တယ်ဟုတ်ပါဘူးဖေတမီစာတင်ရတာဘယ်လိုလဲအဆင်ပြေလားဟုတ်မေအဆင်ပြေပါတယ်ဆရာမတွေကလည်းဂယူးဆိုင်ကြတယ်အမသမီးလေးပင်ပန်းနေပြီမဟုတ်လားတွားနာတော့ဟုတ်မေဖေးသမီးနာတော့မေမွတ်တစ်ဖေပေါင်မွေးကြူလိုက်တယ်တွားပါဗျတစ်အပေါ်ထက်ကိုတက်လာပြီးအခန်းထဲဝင်ကကရင်ပေါ်လှည့်ချလိုက်တယ်သူမမျက်နှာမှာအပြုံးတွေဖြစ်ထွန်းနေပါတယ်နောက်ဆုံးတော့ကိုအချစ်ကိုငါရပြီတစ်တယောက်ညအပျော်လွန်ပြီးတော့ညလေလောက်မှအိပ်ပျော်တာကြောင့်နိုးတယ်ဆိုတာနဲ့ခေါင်းကမကြည့်သူမအိပ်ရာကထကရေချိုးပြီးလွယ်အိတ်ကိုဆွဲကအောက်ထက်ကိုဆန်းလာတယ်မော်နီသမီးမော်နီဖေနဲ့မေလာသမီးမေတို့ကသမီးဆန်းလာတာကိုစောင့်နေတာမနှက်စာစားကြမယ်မေသူမလက်ကိုဆွဲကထမင်းစားခန်းထဲခေါ်လာတယ်မိသားစု300ဝင်ထိုင်လိုက်ကမမချစ်တို့ကြီးစာတို့သားမိတွေပြင်ပေးထားတဲ့မုံဟင်းကားကိုစားကြတယ်မုံဟင်းကားစားနေရင်သမီးစာစူးစမ်းနေတာတွေ့ရတော့မေဝမ်းသာတယ်သမီးရေမေနဲ့ဖေမှာတူးတဲ့တော့သမီးလေးတယောက်တည်းရှိတာပညာတတ်ကြီးဖြစ်စေခြင်းနဲ့ဟုတ်မေဒီနေ့မေတို့ကိုစိတ်မပြတ်စေရပါဘူးဖေသမီးကိုဖေယုံနေဟုတ်ဖေနဲ့မေကိုတစ်ကလည်းအရန်ချစ်တယ်ကဲမချွေးစိန်မုတ်စားတော့ဟုတ်ချစ်မေသူမမေတို့နဲ့မနှက်စာစားပြီးမှပေါ်တာကိုဖေကကားနဲ့လိုက်ပို့တယ်သမီးဖေနေကင်းကြရင်ကုမ္ပဏီကလူကိုနေ့လည်စာပို့ခိုင်းလိုက်မယ်နော်ဖေကမီတင်ရှိလို့နော်ဟုတ်ကဲ့ဖေရပါတယ်ဒါမှမဟုတ်ဘော်ရာမပဲစားလိုက်မယ်လေမုတ်တွေလည်းပါတယ်ပတ်စံလည်းပါတယ်အင်းမဒါဆိုဖေသွားတော့မယ်ခဏရော့မဖို့ကုန်တော့မယ်မဟုတ်လားအများကြီးပဲချစ်တယ်ဖေမလင်းတမီးကိုတစ်ချက်ကြည့်ပြီးရဲဆိုကားမောင်းထွက်သွားတယ်ဖေထွက်သွားမှသူမဘော်ရာလေးကိုဝင်လာတယ်ဒီနေ့အစောကြီးရောက်နေရမို့ဟောကန်အပြင်ကဆရာရီထိုင်တဲ့ခုံမှာဝင်ထိုင်နေတယ်ဟောတမီးရောက်နေပြီလားဟုတ်ကဲ့ဆရာမသမီးဒီနေ့အစောကြီးနိုးနေရနဲ့ထွက်လာတာသမီးဒီနေ့က fresher ကြီးကြောင်းတက်ရရလေသမီးက fresher ကြီးနဲ့အတူတူတက်ရတော့ညနေကျမှအချိန်တက်မှာဟုတ်တယ်ဆရာမသမီးမိသွားလို့
အခုဟိုဘက်ဝိုင်းမှာတီကြီးနဲ့စနစ်နှစ်ကြတွေကိုတင်နေတယ်ဝင်းတင်မလားသမီးတင်လို့ရလားဆီယာမရတာပေါ့လာဆီယာမလိုက်ပို့မယ်ဟုတ်တစ်ဆီယာမနာကိုလိုက်လာရင်ရင်ထဲမှာလေတိတ်တိတ်ခုန်နေပါတယ်ဒီနေ့ကကိုချစ်သူအနေနဲ့တွေ့ရမှာကြောင့်ဖြစ်ပါတယ် Find the value of m ဆိုတော့ m ကိုရှာခိုင်းတာအခန်းဝမှာကလေးကကိုအတန်ကြားနေရတယ်တီကြီးရေခဏဗျာဟုတ်ဆီယာမလာပြီတီကြီးចောင်းသားတွေကိုလိုက်ကြည့်ရင်ဆီယာမခေါ်တာအကြောင်းဆီယာမနာကိုရှောက်လာတယ်ဟမ်တစ်ကညနေအချိန်ကြာမှမဟုတ်ဘူးလားဟုတ်တယ်ဒါရဲ့တစ်က fresher တွေចောင်းတက်ရတာအောင်မေ့ပြီးရောက်လာတာဒါကြောင့်ဒီမှာစာတင်ရအောင်ဆီယာမခေါ်လာတာဆီယာမဖြစ်ပါမလားအခုတင်နေတာကတကယ်ဆိုးပါတယ်ဆိုတဲ့ကလေးတွေကြီးပဲတစ်ကအဆင်ပြေမှာမဟုတ်ဘူးဟုတ်လားသမီးတစ်ပြန်မလားဆီယာမအိမ်ကိုဖုန်းခေါ်ပြီးမယ်လေရပါတယ်ဆီယာမအကိုတီကြီးရောဟိုဆရာရောရှိနေရပဲလေသမီးဘာမှမဖြစ်ပါဘူးသမီးနားမလဲတာတွေလည်းရှိတော့ဒါဆိုတစ်ကိုတောက်အပ်ထားခဲ့မယ်နော်ဂယူးဆိုင်ပေးပါအောင်ကွယ်ဟုတ်ကဲ့ဆီယာမတစ်မွေးစိမ့်လေးလားတစ်အကိုတီကြီးနောက်ကနေလိုက်သွားတယ်စာသင်ခန်းထဲကအကြောင်းသားတွေအကုန်သူမကိုကြည့်နေကြတယ်ဘာကြည့်နေကြရလဲအရှိမစာသင်နေရလေတီကြီးတစ်ကိုကြည့်နေရဲ့အကြောင်းသားတွေကိုဟောက်လိုက်တယ်သူမကိုသူတို့ထိုင်နေနေရကိုခေါ်သွားပြီးတော့ထိုင်ခိုင်းနေဟုတ်အကိုတီကြီးတစ်စားသွားတင်မယ်လေဒီမှာပဲထိုင်နားမလဲတာအကိုကိုမေးဘာဖြစ်လို့လဲသိကျင်နေဟုတ်လားအေးစနေမင်းမဲသူပြောပြလိုက်တော့ငါဟိုဟာလေးတွေကိုစာမေးပြီးတော့တမလိုက်အောင်မေးအကိုသွားလေတီကြီးထသွားတယ်ဆိုသူတီကြီးနေရာမှာဝင်ထိုင်လိုက်တယ်ဘာလာလောက်တာလဲညနေမှာမဟုတ်ဘူးလားကိုတွေ့ချင်လို့စနေမချုံမချင်းပြောင်းလိုက်ပြီး fresher တွေကြောင်းတက်ရတာမသိလို့မှားပြီးလာတတ်တာမဟုတ်ဘူးလားဟုတ်တယ်စတာဘာနာမလဲရလဲမေးလေဟိုသူတို့နဲ့ဘာလို့အတူတူတင်လို့မရရလဲသူတို့ကဘော်ရာမှာအဆိုးဆုံးကြောင်းသားတွေဆရာတွေဆရာမတွေမနိုင်လို့ကိုတို့နှစ်ယောက်လက်ထဲအပ်ထားတာတော်တော်ဆိုးတာပဲပေါက်စလို့ပဲတစ်ကဘာမှဆိုးလို့လေကိုကလေဟာအကိုတီကြီးမဟုတ်ရဲ့လားဟုတ်ပါတယ်ပေါက်စရဲ့သူတို့ကအဲ့လိုတမတာတော့တော်ရုံမကြဘူးကဲပါသူများပြောမနေနဲ့ညနေကျရင်တစ်ရှင်းစရာရှိသေးတယ်ဘာလို့တာလို့လဲညနေကျရင်သိမှာပေါ့အခုပြောညနေမှအပြောလဲနေပေါ့ညနေကျရင်သိရမယ်ဆိုကွာစိတ်ကောက်ပြန်ပြီလားသူမသူ့ကိုဘာမှမပြောရင်မျက်စောင်းထုတ်ကစောင်းထုတ်ပြီးတော့ပု္ပ္ပာတွက်ထားတာတွေကိုကြည့်နေပါတယ်နှက်ခမ်းဆူထားတာကိုလည်းလာထိနေပါအောင်မေအဲ့ဒါဆိုဟိုနားသွားထိုင်ကိုချစ်ဆရာတစ်သူစကားမဆုံးခင်ဆရာလို့ထားခေါ်လိုက်တယ်ဘာဆရာလဲစက်ပြင်ဆရာဟာကိုချစ်သူချောလေးကိုစက်ပြင်ဆရာလေးလားတော်ပြီစာလုံးနေကျောင်းသားတွေရှိတယ်နေနေအော်ဟုတ်ကဲ့ပါဆရာမသူမတို့တနေ့လုံးစာတင်နေရအကောင်ညနေရောက်တော့ပြဿနာစလိပြီတစ်နဲ့ဖြူစင်ဒီလိုလာခဲ့တစ်နင်းစီနာကနေကိုခေါ်လို့ထလာတယ်ဟုတ်ဘာဖြစ်လို့လဲနှစ်ယောက်လုံးစောင်းဝဲဖြေတော့ဘေးချင်းကမဟုတ်လားတစ်ကတေချာစဉ်းစားနေပါတယ်ဟုတ်ပါတယ်ဆရာတစ်နဲ့တမီးကဘေးကက်ရက်ပါစနေတစ်ကိုကြည့်လိုက်တော့ဘေးရင်ကက်ရှိနေရအောင်သိပုံမပေါ်ပု္ပ္ပာနံပါတ်5မှာနှစ်ယောက်လုံးအမားတူနေကြတယ်ဘလို့လဲဆရာတမီးဘာသာတွက်ထားတာသူ့ဆရာကြည့်ဆရာအကြောင်းမရှိဘူးတစ်ကတော့ဘာတစ်ခုမှဝင်မပြောပါသူပြောတဲ့ညနေရှင်းဆရာဒါပေါ့သူငါ့ကိုမယုံလို့ဒီလိုလုပ်တာပေါ့ငါကအယုံလွယ်တာကိုသူနဲ့ဖြူစင်ရလေငါနဲ့သူ့လိုဆက်ဆံရေးပဲနေမှာပေါ့ငါဒီတစ်ခါတော့တေချာပေါက်အနိုင်မခံတော့ဘူးနင်းစီကလည်းဘာမှမပြောပဲရက်နေတဲ့တစ်ကိုစိတ်တုန်နေမိရဲ့ဟိုကသူတိတ်နေတာကိုအခွင့်ကောင်းယူပြီးပြောနေရလေဒါဆိုနင်းနဲ့ငါနဲ့ဘသူခိုးလဲသိရအောင်ကိုမရဲ့နေရာကိုပြောကြမလားတိတ်နေတဲ့တစ်ထပြောတဲ့စကားကြောင့်ဖြူစင်လန့်သွားတယ်တစ်ပြောတာတဘာဝကြပါရဲ့နော်ဆရာသူတစ်အထင်လွဲသွားပြီဆိုတာသိတယ်သူမပြောသလိုပဲပေါ့ဖြူစင်မင်းအရင်ပြောဟုတ်ဤကွဲကြံနေခဲ့တာပါမဟုတ်ဘူးအပေါ်စာကြောင်းမှာ minus လောက်ထားပြီးအောက်မှာကျတော့ plus လောက်လိုက်တော့ပု္ပ္ပာတစ်ခုလုံးမှားရောအဖေကလည်းမှားတော့တာပဲတစ်ပြောတာဟုတ်လားမဟုတ်လားဒီမှာကြည့်သူမစနစ်ရှိရာမှောက်ထားတဲ့အဖေလွှာနှစ်ခုကိုယူပြီးတော့ចောင်းသားတွေကိုထောင်ပြလိုက်တယ်တစ်အမှမဟုတ်တဲ့အတွက်တစ်အနိုင်ကျစ်မခံနိုင်အဝေးကနေမမြင်ရလေနင်တို့ဆရာရှိမှလာတောင်းကြည့်ကြနင်တို့ရဲ့ဖြူစင်ရှိကငါဘာတစ်ခုမှခိုးမကြည့်တာရော့ဒီမှာအဖြေစာရွက်
စနစ်ကိုအပြေဆောင်ရက်ပေးပြီးရဆိုသူမနင်းစီအနာကနေလွယ်ရီတွေစားအုပ်တွေကိုကောက်ကာအနောက်ကိုလှည့်မကြည့်ပဲထွက်လာခဲ့တယ်။သူမအပြင်ရောက်မှမျက်ရည်တွေကျလာတယ်။နန်းသက်ကျွေအောက်ထက်ကိုဆင်းလာရင်ဟောကန်အပြင်ဘက်မှာမတ်တက်ရက်ပြီးငိုနေတဲ့တစ်ကိုတွေ့တော့ပြေးလာတယ်။တစ်မိမိဘာဖြစ်တာလဲ။ဘာဖြစ်လို့ငိုနေရလဲ။မိမိစတဲ့ဝိုင်းပြောင်းချင်နေ။ဆရာတီကြီးတို့ဝိုင်းလားမိမိ။ဟုတ်မငိုနေတော့လား။တီကြီးတို့ဝိုင်းအောင်မမကိုယ်တိုင်လက်အပ်ပြီးမိ။တစ်မျက်ရည်တွေတုပ်ပြီးတော့မိမကျွေအနောက်ကိုလိုက်သွားတယ်။စနေပါပြောညာပြောနေပြေးထွက်သွားတဲ့ပေါ့စာကိုသူအံ့ဩနေတယ်။သူလည်းပါအမမလုံးလိုက်မိပါဘူး။နောက်တနေ့ညနေစနေစာတင်နာရွက်ပြေတော့မိ။ပေါ့စာကိုမတွေ့တာကြောင့်စိတ်ပူလာရတယ်။သူလည်းစိတ်ကသူမစီတာရောက်နေရမို့စားလဲကောင်းကောင်းမတင်နိုင်ပါ။နင်းစီရင်ဟုတ်ကဲ့ဆရာ။စံချိန်တိရောမတက်ဘူးလား။မဟုတ်ပါဘူးတက်ပါလေဆရာ။အခုသူ့ဘက်မှာလေတစ်ကစာတင်ဝိုင်းပြောင်းသွားတာပါစာတင်ဝိုင်းပြောင်းတာလားဟုတ်ကဲ့ဆရာအားလုံးဒီတစ်ပုတ်ပြီးရင်တိမ့်လို့ရပြီဆရာနေသိမ့်မကောင်းချင်လို့စောစောဆင်းပေးတာဟုတ်ကဲ့ပါဆရာသူ့ចောင်းသားတွေကိုမှာပြီးတော့အခန်းပြင်ထွက်လာတော့စနစ်နတ်သက်ကျွေငါနေကိုမေးစရာရှိလို့နေမနေ့ကတစ်ကိုစူးလိုက်တာလားငိုပြီးတော့ငါ့ကိုစာတင်ဝိုင်းပြောင်းပေးဖို့ပြောတယ်တစ်ဘာဖြစ်သွားမှန်းငါမသိတာဟာနန်းသက်ကျွေးနဲ့စနေကတက္ကသိုလ်အတူတူတက်လာတဲ့တငယ်ချင်းတွေဖြစ်ပါတယ်။ကြည့်ပြ။ခုပြောလေ။တစ်မျက်နှာမကောင်း။ဟုတ်တယ်။မနေ့ကဟိုဆရာဘာလို့လိုက်ပြန်ပြီလဲမသိဘူး။တစ်ဖုတစ်ကိုခေါ်လာ။မျက်နှာမကောင်း။မဟုတ်ပါဘူး။တစ်နေသိမ့်မကောင်းချင်လို့ပါ။ဆရာကိုပြောပြရမလား။ရပါတယ်နည်းနည်းလေးကောင်းကြိုက်ရုံပဲ။တစ်အကိုတီကြီးနေမကောင်းလို့လား။နည်းနည်းကောင်းကြိုက်လို့ဒါဆိုအိမ်ပြန်လာလိုက်နော်အကိုစနစ်ကိုဖုန်းခေါ်လိုက်မယ်ဟိုသူမတားချိန်တော့မရပါဒီကြီးကခေါ်ပြီးနေပြီဖြစ်ပါတယ်အကိုဒီကြီးဖုန်းဆက်ပြီး2မိနစ်လောက်ကြာတယ်ဆိုသူရောက်လာတယ်အကိုတစ်ကိုပြန်ပို့ပေးပါအောင်ကွာတစ်လာလေကိုပြန်လိုက်ပို့ပေးမယ်အကိုဒီကြီးကိုအားနာတာကြောင့်သူနောက်ကိုလိုက်လာတယ်ကားထားတဲ့နေရာရောက်တော့တစ်လွယ်ရီတွေကဖုန်းကိုထုတ်လိုက်တယ်ဒါအောင်မြင်တဲ့စနစ်ကဖုန်းကိုဆွဲယူလိုက်တယ်ပါလေတစ်ဖုန်းပြန်ပြီးအိမ်ဖုန်းခေါ်မလို့ပေးကိုလိုက်ပို့ပါမယ်ဆိုပေါ့စားလေမလို့စိတ်ဆိုးနေရလားကိုဘာလုပ်မိလို့လဲမသိဘူးဘာမှလာမပြောနဲ့အခုလိုချင်တာဖုန်းပြန်ပေးအမေစကားများနေတဲ့တစ်ကိုစနစ်ကားပေါ်ပွင့်တင်လိုက်ပြီးသူ့ဘာဝင်ကကားအောင်မောင်းထွက်ခဲ့တယ်ဘာလုပ်တာလဲကားရက်ပြီးနော်ပေါ့စားစိတ်ဆိုးနေရလားမဟုတ်ဘူးချပြီးနော်ခုံချမှာနော်ပေါ့စားကိုမနေ့ကကိစ္စကိုရှင်းပြမယ်မလို့ရှင်းကောင်မလေးကိုရှင်းသွားရှင်းပြအေးလေအခုလေကိုကောင်မလေးကိုရှင်းပြနေရလေဘယ်သူကသူ့ကောင်မလေးလဲတစ်လေဟာတော်ပြီခမရိုင်းအိမ်မဲလိုက်ပို့တော့တိတ်နေချစ်လာစွာတော့သူမစီကအမျက်ဆောင်ကသူ့စီကိုဒီနေ့နေ့ဆိုတစ်အကိုဒီဂျီတို့ဝိုင်းကိုပြောင်းလာတာတစ်ပတ်ရှိပြီဖြစ်တယ်တနည်းအားဖြင့်ကိုနဲ့မတွေ့ရတာတစ်ပတ်ရှိပြီပေါ့အခုတစ်တို့ညဘက်ကားရီချိန်စာချက်နေကြခြင်းဖြစ်ပါတယ်ဒီဖွဲ့စကားမများနဲ့နော်တစ်စာရီအဆင်ပြေရဲ့လားဟုတ်အကိုတစ်မှာသူတို့9ယောက်ရှိရပဲအဆင်မပြေစရာဘာမှမရှိပါဘူးဟုတ်ပါပြီဒါဆိုဟိုဘက်ကကလေးတွေကိုတွားကြည့်ပေးလိုက်အောင်မေ yes တစ်တို့အကုန်လုံးအတူတူဖြေးလိုက်ကြတယ်တီကြီးလည်းသူတို့ကိုပြောပြီးတော့တစ်ဖက်ကဝိုင်းကိုပြောင်းသွားတယ်စော့ကြမလားကြည့်ပြစော့မယ်ဘာတိုင်းလဲဂျပန်ဆိုင်ကမွေလင်းတို့ကြားဒါဆိုတစ်ကလက်ချောင်းတွေရေတွက်ပြီးမယ်နော်အဲ့ဒီချိန်မှာဟာစနစ်လာပြီလားငါတယောက်တည်းမနိုင်လို့ခေါ်လိုက်ရတာပါကွာတီကြီးစကားကြောင့်တစ်မောကြည့်လိုက်တော့သူ့ကိုကြည့်နေတဲ့ကိုနဲ့မျက်လုံးချင်းစုံသွားတယ်တစ်လည်းသူ့ကိုအေးမလုပ်ပဲစကားဝိုင်းစီကိုသာပြန်ဦးတီလိုက်တယ်စနစ်လည်းတစ်မျက်နှာလှည့်သွားမှတီကြီးနာကိုသွားကထိုင်လိုက်တယ်တစ်တို့အဖွဲကတော့ဂျပန်ဆိုင်ကမွေလင်းနူကြောင့်ကဲလာတာငါဂျပန်ရဲ့လက်စာလေးဂျပန်ယူထားတဲ့မိမိကသူတို့၄ယောက်ကိုပါးရီလိုက်ချတော့တယ်ကဲပြန်စမယ်တစ်စတော့မိမိနင်းနဲ့ငါတွေ့မယ်ကြည်ပြပြောချင်းဖြစ်ပါတယ်ဂျပန်ဆိုင်ငယ်မွေလင်းတို့ကြားမွေငါအလေရောက်ပြီမေလဲသူတို့၄ယောက်နှစ်ဖူးတွေကိုလက်ကိုမွေပုံစံလုပ်ပြီးတော့ပေါက်တယ်ဂျပန်ဆိုင်ငယ်မွေလင်းတို့ကြားဆိုင်ကဲဟာကြည်ပြအလေကြလေကဲအရင်ဆုံးအချစ်ဆုံးဂျပန်မာလီလာထားကြည်ပြမိမိရဲ့နှာခေါင်းကိုဆွဲလိုက်ပြီးဟူးကြည်ပြ
ဆိုင်ကအဲ့လိုမောင်းရတာမဟုတ်ဘူးခဒီလိုမောင်းရတာတရိတ်ဆန်ပြောလဲပြောကြည်ပြကုတ်ပေါ်တက်ပြီးတော့နားနှစ်ဖက်ကိုဆွဲရចောင်းသားအကုန်လုံးထိုက်ရီကြလေတယ်ဟာအကိုတီကြီးဟိုဟာလေးတွေဘာလုပ်နေရလဲအဲ့ဒါတီကြီးနဲ့စနေထိုင်နေရကနေထကသူမတို့အုပ်စုနာသွားတယ်သူတို့အုပ်စုကဘာမှမလုပ်ထားတဲ့အတိုင်းငြိမ်သက်နေပါတယ်တရိတ်ဆန်နဲ့ကြည်ပြဘာဖြစ်ကြရလဲသူမတို့နာမည်ကိုခေါ်နေကြရဆရာစိတ်ဆိုးနေမှန်းသိလို့တိတ်နေကြတယ်တစ်ကြောင့်မှတစ်ကဆော့မယ်ဆိုလို့ရံဖြစ်နေကြတာမဟုတ်ဘူးလားမဟုတ်ပါဘူးဆရာကလေတမီးကကြည်ပြဆိုင်ငယ်မစည်းတက်လို့သင်ပေးနေတာတရိတ်ဆန်စကားကြောင့်တီကြီးကြီးကျင်သွားရတယ်စနစ်ဒီအုပ်စုကလွတ်ထားလို့မရတဲ့အုပ်စုမင်းကိုအပ်တယ်ဟုတ်ကဲ့ကိုတီကြီးစနစ်ကိုအပ်ထားခဲ့ပြီးထွက်သွားတယ်အကုန်လုံးစားလို့ကြတော့ဟုတ်ကဲ့စနစ်ပြောပြီးရဆိုတစ်ပင်နာဝင်ထိုင်နေသူစာချက်ခိုင်းလိုက်တယ်ဆိုအကုန်လုံးကစားအုပ်ကင်သွားပြီမေတစ်ကတော့မျက်လုံးကစားကအပေါ်ကြီးလိုက်ပေးကြီးလိုက်လုပ်နေတယ်တစ်ဘာလဲစားချက်လေဘာလုပ်နေရလဲဟိုဘက်မှာတွေ့လားမျက်မှန်လေးနဲ့ကောင်းလေးသူ့ကိုကြိုက်လို့ကြည့်နေဘာတစ်အမြင်ကက်ကက်နဲ့တွေ့ကြရပြောချလိုက်တယ်တစ်နဲ့သူနှစ်ယောက်ကြားစကားတွေနဲ့စစ်တိုက်နေကြတယ်စားချက်တော့I love you ဆိုဒီမှာချစ်တယ်လို့ဓာတ်ရိုက်မရေးပဲ I love you လို့တွယ်ဝရေးထားတာကြောင့်နှလုံးသားအလင်ကမြောက်ပါတယ်တော်ဝပြီလေမြမစာပေါမုတ်ခကြီးရေကျွန်တော်မျိုးမကြားရလို့ကြဲလေးဆိုပြပါလားဟုတ်ခဏလေးသူမဘောပြင်ယူပြီးတော့စာရွက်ပေါ်မှာရေးတာကြည်ပြတို့ဆရာကဒါလေးအကျကြီးဆိုပြတဲ့ I love you ဆိုဒီမှာချစ်တယ်လို့ဓာတ်ရိုက်မရေးပဲ I love you လို့တွယ်ဝရေးထားတာကြောင့်နှလုံးသားအလင်ကမြောက်ပါသည်သူတို့တအုပ်စုလို့အော်ဆိုလိုက်ကြတယ်တစ်ကသူ့ကိုရပြီလားဆိုတဲ့အချိန်နဲ့ပြန်ကြည့်တယ်တခန်းလုံးမှာရှိတဲ့ဂိုက်ဆရာမတွေရောចောင်းသားတွေကသူတို့အုပ်စုကိုကြည့်နေကြတယ်အကောင်လုံးမတက်ရက်ခြေတော်တစ်ချောင်းထောက်ပြီးစာချက်ကြည်ပြားတို့ထိုင်နေဒါတစ်လောက်တာတစ်လဲထားရော9ယောက်လုံးထားပြီးခြေတော်တစ်ချောင်းထောက်ကကိုကြိုက်ရဘာသာလက်ထိတ်ကိုင်းထားကြတယ်ကြည်ပြားတို့ဆရာတီကြီးကိုလှမ်းကြည့်တော့မှတ်ပြီလားဆိုပြီးတော့လန့်អော်တယ်တစ်တို့အုပ်စုခြေတော်တစ်ချောင်းပဲထောက်ထားတာမို့ဟိုဘက်ရောက်သွားလိုက်ဒီဘက်ရောက်လာလိုက်ဖြစ်နေပါတယ်စနေသူမကိုကြည့်လိုက်တော့ရုပ်ကလေးကမဲကျင်နေတာမို့ထိုင်ကြတော့အကောင်လုံးနေရာတကျပြန်ထိုင်ကြတယ်သူတစ်အနာကက်ခါစာနာမလေဘူးလားနားလေစနေရဲ့စားအုပ်ကိုကွဲလိုက်ပြီးသူမနှကန်းဖူးဖူးလေးကိုနမ်းရှိုက်လိုက်တယ်သူတခြားသူတွေမြန်မာဆိုလို့ခဏနမ်းပြီးတော့လှုပ်ပေးလိုက်တယ်တစ်အချိန်နေရာကိုမသိနမ်းနေသူကိုလူတွေအများကြီးမြင်သွားမယ်လေစိတ်မစိုးနဲ့တော့ဆုံးပါပဲကိုကမင်းကိုယုံကြည်လို့လေကွာကို့အကောင်ပေါက်လေးကဒီလောက်စူးစမ်းထားတာကိုကသိရပေါ့မကြားချင်ဘူးသွားအကိုတီကြီးနဲ့နေရလေပြောတော့ပါဦးစားချက်ပါဗျတစ်သူလိုက်လျှော့နေတာကိုစိတ်ထဲကနေသဘောကျနေရတယ်ဒါပေမဲ့စိတ်ဆိုးပြေနေတာသူ့ကိုမပြောပါသူကစိတ်ဆိုးနေတဲ့၍လိုက်ချော့နေမှလीမိတစ်ရေမေအခန်းကနေတကားကိုခောက်နေရတော့မနိုးတဲ့သမီးကိုစိတ်ပူလာရတယ်တမက်တော်ကလေသူ့ကိုစိတ်ကောက်နေရဲဆိုတဲ့အကြောင်းဖုန်းဆက်ပြောထားတာကြောင့်တခုခုလုံးမှစိုးရင်နေလင်းအပေါ်ထက်ကိုတက်လာရင်သမီးအခန်းရှိပြာရခတ်နေတဲ့မိမကြောင့်သူ့စိုးရင်စိတ်မြင့်တက်ခါသူမအနာကိုပြေးလာတယ်ဘာဖြစ်လို့လဲမေသမီးကိုခေါ်လို့မရဘူးကိုလောက်ပါခဏလေးမေကိုတော့သွားယူလိုက်အောင်မေလင်းဘေးကသူတို့အခန်းထဲဝင်ကမှန်တင်ကောင်အန်ဆွဲရတော့ယူပြီးသမီးအခန်းတကောက်ဖွင့်ရတယ်အခန်းထဲကတယောက်မှာတော့စာရေးခုံပေါ်မှာတစ်ကကောင်လေးတယောက်ပေါင်ပေါ်ထိုင်ပြီးအိပ်ပျော်နေပါတယ်ကောင်လေးကလည်းထိုင်ကုန်မိကအိပ်ပျော်နေပါတယ်မေကောင်လေးမျက်နှာကိုတေချာကြည့်လိုက်မှဟဲငါတမက်လူချောလေးပဲမေသူလားဟုတ်တယ်ကိုလင်းမင်းပါလို့ကို့သမီးအခန်းထဲကိုကောင်လေးကိုထည့်ပေးရလေမဟုတ်ဘူးနော်မေဘာမှမသိဘူးစနေသူ့ဘေးနာစကားပြောတဲ့နေကြတာကြောင့်နိုးလာတယ်သူမျက်လုံးဖွင့်နေဆိုသူအခန်းမဟုတ်တာတတိထားမိသွားတယ်သူဘေးကိုကြည့်လိုက်တော့အန်တီတားဘလို့လို့တမိခန့်နေကိုရောက်နေရလေဟုတ်အန်တီထင်နေတယ်လို့မဟုတ်ဘူးနော်တားရှင်းပြမယ်သူ့ကိုအန်ကယ်နဲ့အန်တီကခေါင်းကြီးပြပြီးအပြင်ထွက်သွားတယ်သူ့ပေါင်ပေါ်ကောင်မလေးကိုပွေပြီးတော့ဂရင်ဘော်တင်ကဆောင်းချုံပေးလိုက်တယ်ပြီးမှသူအောက်ထက်ကိုဆန်းလာကအိတ်ကန်းထဲကအန်တီတို့စီကိုသွားထိုင်လိုက်တယ်တာညာတစ်ကဒီနေ့လောက်ရမယ့်သင်ခန်းစာတွေနားမလည်လို့ဖုန်းဆက်ပြီးတော့လာရှင်းပြခိုင်းလို့ညာကလည်း12နာရီထိုးတော့မှမို့အန်ကယ်တို့အနောက်ရှင်းမဖြစ်စေချင်လို့မနိုးတော့ရင်တစ်အခန်းကိုတက်ပင်ကနေတစင်တက်တော့တာပါပြီးတော့စာရှင်းပြပြီးပြန်မလို့ဘလို့အိပ်ပျော်သွားမှမသိတာအော်တားရေတ
သမီးနဲ့တော့ဒုက္ခပါပဲကွယ်အန်တီရပါတယ်ဗျမလို့ပါဘူးပေါက်စားအတွက်ဘာပဲလုပ်ရပါဒါဆိုမင်းမနဲ့စာစားသွားလေမစားတော့ပါဘူးအန်ကေကျွန်တော်သွားစရာလေးရှိလို့ပါအင်းမသားရေစီးတို့ကိုလည်းအိမ်ကိုလာလေပါအောင်လို့ပြောလိုက်ပါအောင်ကွယ်ဟုတ်ကဲ့ပါအန်တီဒါဆိုသားကိုခွင့်ပြုပါအောင်အင်းသားကားကိုယူဆိုင်မောင်းသွားသူအန်တီတို့ကိုနှုတ်ဆက်ပြီးချေရှန်ကသူ့ကားစီကိုထွက်လာတယ်သူကားရဲ့ရောက်မှညကအဖြစ်ကိုပြန်တွေ့ရတယ်တစ်တစ် Facebook သုံးနေရင်ဖုန်းစိမ်းဝင်လာတယ်ဟယ်လိုဘာတူလဲမအားဘူးမြန်ပြောပေါ့စာကိုပါဘာလဲသူများအိတ်ချိန်ဘာလို့နှောက်ရှက်နေရလဲကိုခုမင်းရှိမှာအဲ့ဒါဘာလို့ရမှာလဲကိုစိတ်ဆိုးပြေမှာလားမပြေဘူးလားကိုမင်းခန့်အောင်တက်လာမှာနော်တက်လို့ရရင်လာပေါ့ဒါပဲတစ်ဟာဒီပေါ့စာစကားကိုဆုံးအောင်နားမထောင်သူတစ်အခန့်အောင်တက်ဖို့ကြံရပါတော့တယ်တစ်ပင်တွေ့တာနဲ့တစ်ပင်ကနေတဆင်ရန်နာပေါ်တက်ပြီးတော့တစ်အခန့်ကိုရှာပါတော့တယ်သူတခန်းပြီးတခန်းနားထောင်ပြီးမှစာရိုက်နေအတန်ကြားတဲ့အခန်းရောက်တော့ပြုံးလိုက်ပြီးတစ်လန့်သွားတယ်မမေနဲ့ဖေဖေငါမအိတ်တည်းတိသွားလားသူအိတ်ရဘောကနေဆင်းပြီးအခုမှနိုးတဲ့ပုံစံလောက်ကတကားကိုဖွင့်လိုက်တယ်ဟမ်ကိုလာတစ်သူ့ကိုအခန်းထဲဆွဲသွင်းပြီးတကားပြန်ပိတ်လိုက်တယ်ကိုသူမနှကန်းကိုအပိုင်သိမ်းလိုက်ပြန်ပါလေတစ်လည်းနူးညံ့တဲ့ကိုအနံတွေကိုမငင်းမိပါပဲငြိမ်သက်စွာခံယူနေမိ9မိနစ်လောက်နမ်းပြီးမှလွတ်ပေးကဘာလာလောက်တာလေအချိန်မတော်ရင်ပေါက်စာကိုလာချော့တာလေမချော့နဲ့ပြန်ဖြူစင်ကိုသွားချော့သူကဘာမလို့ကိုကချော့ရမှာလေမင်းကိုပဲချော့ရမှာပေါ့သွားပြန်တော့မမေတိမလွယ်ဘူးခဏလေးပါကွာပြန်စိတ်ဆိုးပြေမှာလားနည်းနည်းပြေးပြီးမေဒီထိလာချော့လို့လာပါအောင်ကိုစီကိုလွမ်းလို့သူကခုံပေါ်ထိုင်လိုက်ပြီးတစ်ကိုသူ့ပေါင်ပေါ်ထိုင်ခိုင်းနေစာမလုပ်ပဲဖုန်းသုံးနေရပေါ့ဟုတ်လားစာလုပ်ပါလေအခုလေးရင်ခဏကြည့်တာအိတ်တော့မှမို့လို့ဒါဆိုကိုပြန်တော့မယ်ပေါက်စာလည်းအိတ်တော့တစ်ကိုအရင်အိတ်ပြောင်းချော့သိပြီးမှပြန်ဟုတ်ကဲ့ပါဗျသူ့ပေါင်ပေါ်ကအကောင်ပေါက်လေးကိုခေါင်းလေးပုတ်ပေးတိတ်လိုက်တယ်သူလည်းသူမနဲ့အတူအိတ်ပြောသွားတယ်ထင်ပါရဲ့ရကမကြီးတွေကိုလိန်လိုက်ရတာခွတ်လွတ်ပါဗျသူအိမ်ကိုကြည့်ရအဲ့လိုပြောပြီးကားမောင်းထွက်လာခဲ့ပါတယ်ကိုလခန့်ကြပြီးနောက်တစ်တို့စောင်းဝဲကြီးဖြေဖို့ရက်တောင်ရောက်လာလိမ့်ပြီတစ်လေကိုစိတ်ဆိုးဖြေကကိုနဲ့အတူတူစာပြန်တင်နေပြီဖြစ်ပါတယ်စာကြမနေ့ပြန်မြန်မာစာဖြေရမှာဘာအချိန်မှမရှိတော့ဂိုက်တွေပဲဝင်မှာဆရာဆရာမတွေစကားကိုနားထောင်ကြကြားလားဟုတ်ကဲ့ဆရာမစနစ်နဲ့ဒီကြီးဆရာမစိတ်ချမယ်သူတို့တွေကိုရိုက်တင်ရိုက်မြန်မာစာကိုတေချာလုပ်ပေးလိုက်ပါအောင်ကွယ်ဟုတ်ကဲ့ဆရာမစိတ်ချပါကျန်တဲ့ဆရာမတွေလည်းရှိတာပဲအေးပါကွယ်စနစ်ဆရာမဒီလောက်ပြောနေရတော့စာအုပ်ကိုမကြည့်သေးပဲစကားပြောနေယောက်ျားလေးအုပ်စုဘက်ကိုဒုံနဲ့ပြစ်ပေါက်လိုက်တယ်စာကြက်လို့ပြောနေတာဘာလုပ်နေကြရလဲဟမ်စနစ်မင်းဟိုဘက်ကအုပ်စုမင်းကြည့်လိုက်အဲ့ကောင်တွေကိုငါကင်လိုက်မယ်သွားစိတ်လျှော့သူလေတီကြီးကိုပြောကတခြားဝိုင်းတွေကိုကျိန်တုတ်ကင်ကလက်ပတ်ကြည့်နေတယ်ဆရာဘာမင်းမလို့လဲစာပြန်ကျင်လို့ပြန်ကြစနေဖြူစင်တို့ဝိုင်းဝင်ထိုင်လိုက်တယ်ဆိုတစ်စီရမျက်စောင်းကသူ့စီကိုဒိုင်းကနေရောက်လာတယ်ဒီအရာကိုတော့စနစ်တရမမြင်လိုက်ပါသူဖြူစင်ဝိုင်းစာပြန်ပြီးရဆိုပြန်ထလာပြီးပေါက်စားတို့ဝိုင်းကိုကြည့်လိုက်တော့ပေါက်စားမရှိတော့သူပေါက်စားကိုတခန်းလုံးလက်ပတ်ကြည့်လိုက်တော့မှတွေ့ပါပြီကောင်လေးတယောက်ပေးနာထိုင်ပြီးစာမင်းနေသူစာမင်းနေကောင်လေးကိုကြည့်လိုက်တော့သူမဟိုတခါကြိုက်တယ်လို့ပြောဘူးတဲ့ကောင်လေးဖြစ်တယ်စာနာမလေးသူမဟုတ်ရင်တခြားဆရာမတွေကိုမေးလို့ရတယ်မဟုတ်လားကျေးဇူးပါနော်သူရင်းစစ်ရပါတယ်တစ်ဘာမှခက်တာမှမဟုတ်တာဟုတ်တစ်လေသူရင်းစီမေးစရာမရှိကြမ်းဖန်မိပြီးဟိုလူကြီးမြင်အောင်တမင်လောက်ပြခြင်းဖြစ်တယ်သူမကြည်ပြားတို့ဝိုင်းကိုပြန်ထိုင်တော့ကိုကဝိုင်းမှာဝင်ထိုင်နေပြီဖြစ်တယ်ဟိုဘက်တိုးပြီစနစ်ပေမထိုင်ချင်တာကြောင့်ကြည်ပြားကိုစနစ်ပေကိုအတင်းတွန်းဖို့ကသူမကကြည်ပြားနေအောင်ဝင်ထိုင်နေတစ်ဘာတွေသွားမိရလဲမြမစားနားမလဲစရာပါလို့လားမပါဘူးဒါဆိုပါလို့လေကြည်ပြမရေဒါကတော့ခရက်နေရနေမှာပေါ့ကဲစားလို့ကြတော့စကားတွေတအားများတာပဲဟုတ်ကဲ့ဆရာစနေဟောက်လိုက်မှစာပြန်ချက်နေကြတယ်တစ်ကိုကြည့်လိုက်တော့သူ့ကိုအေးတစမှမလုံးစာကိုသာအာယုံစိုက်နေလောက်ထားဆောင်းဝဲပင်မင်းကကို့အပိုင်းဖြစ်တော့မှာသူစိတ်ထဲကနေပြောပြီးတော့ပြုံးလိုက်တယ်ဒီလိုနဲ့တစ်တို့လေဆန်းရန်ဆောင်ဝဲကြီးကိုဖြေဆိုပြီးသွားကြတယ်သူမလည်းဆောင်းဝဲပြီးမှလွတ်လပ်တယ်လို့ခံစားနေရတယ်သူမအကြည်ပြားတို့ကိုလည်းတတိရတယ်
သူမဆောင်းဝဲပြီးတဲ့အထိကိုနဲ့စကားအောင်မပြောပါဘူးဒါတောင်ဆောင်းဝဲနောက်ဆုံးနေ့ကသူ့ဟာမလေးကိုချော်လဲမှဆိုလို့ထိမ့်ပိတ်လိုက်သေးသူ့ကိုလာမချော့သေးပြီးပြန်ခေါ်ဖို့လေအစီအစဉ်မရှိဘူးတစ်အိယာပေါ်မှာအတွေးလုံနေတော့မိမိခေါ်တဲ့အကြောင်းကုန်းယုံထကတကားဖွင့်လိုက်တယ်တကားဖွင့်နေဆိုမြင်လိုက်ရတဲ့သမီးဖြစ်သူပုံစံကခေါင်းခောက်ချင်စရာဒီနေ့ထမိန်ပဲဝေးရမှာလို့မှားထားတာကိုတော့ဘောင်းမီအတူနဲ့ချက်ပေါ်အင်ကြီးကိုတော့ဝစ်ထားလိုက်သေးရုပ်ကလေးကတငယ်နာမစင်တဲ့ရုပ်လေးနဲ့စံချိန်သေးဒါပါပုံစံလေးဟမ်ဘာဖြစ်လို့လဲမားသားကြီးငါထုလိုက်ရင်သေတော့မယ်မနေ့ကဘာပြောထားလဲဟမ်ထမိန်ဝမ်းဆက်ပေးထားတာဝစ်ထားပါဆိုတာသိချင်နေရလားဟာမိမိရောတမရဒီလိုပဲနေကြပဲဟောင်းဒီနေ့ကဘာနေမို့လို့ထမိန်ဝေးရမှာလေရီးစားလာမချော့လို့ညစ်နေရတဲ့ကြားတယ်ဘာရီးစားကြောင့်မှလာမပြောနဲ့ဒီနေ့သမီးနဲ့လက်ထပ်ပေးမယ်သူတို့သားလောင်းမိသားစုဒီနေ့လာမှာဟာမမေနော်ကို့သမီးငငယ်လေးကိုမကြံကောင်းတာတွေမကြံနဲ့နော်ပါဆက်ပိတ်လိုက်တော့အဝေးစားလေးတော်ကြနေလာကြတော့မှာမလဲဘူးပြောပြီးတော့တကားပေါက်ဝါမှာထိုင်ချပလိုက်တယ်ထိုင်ချပြီးရဲဆိုဖေမိမသမီးကိုယောက်ျားပေးစားဖို့ကြံနေပါလေဆယ်ရန်အောင်စင်းတော့မထွက်သေးဘူးအပေါ်ထက်ကသမီးအော်တန်ဆူဆူကြောင်တစ်လင်းထူတယောက်အပေါ်ထက်ကိုပြေးတက်လာတဲ့ဆိုအခန်းရှိမှာခါထောက်ရက်နေတဲ့မိမနဲ့ထိုင်ပြီးတော့ကြည်ကြနေတဲ့သမီးကိုတွေ့ရတော့တယ်ဟာဒီသားမိဘာဖြစ်နေကြတာလဲဖေသမီးကိုမမေကအိမ်မှာမထားချင်တော့ဘူးတဲ့ဟာမေသမီးကိုဘာလို့အဲ့လိုပြောရတာလဲဘာသူ့ကိုကျမသူတို့သားလောင်းလာမှာမို့ပြင်းပြင်းစစလေးနေဖို့ပြောယုံပါယောက်ျားပေးစားချင်တာအိမ်မှာမထားချင်တော့လို့လေဟာသမီးရလေသမီးမေကသမီးအတွက်လှုပ်ပေးထားတာလေထသူတို့သားကဘာတူလဲဆိုတာအရင်ကြည့်ပါဦးသမီးသဘောမကျရင်ဖေတို့အတင်းမလုပ်ဘူးတကယ်နော်တကယ်ပါဗျဟာလာကြပြီထင်နေတေတွားဝေးစားသွားလဲပြီးစင်းခဲ့ကိုလာခဲ့စီးတို့ကိုသွားကြုံမေအမေငယ်ကြီးစားကိုကြိုးဖို့တအားဖြစ်နေတာကိုမိမရှင်မိမလေကွာစတာပြီးရောသူတို့လင်မယားအောက်ထက်ကိုဆင်းလာပြီးအိမ်ရှိထွက်လာတယ်မေမြေကောင်းနေနော်ကောင်းတာကိုရှင်းတန်ရေလာအိမ်ထဲဝင်ကြသားတို့ရောလာကြလာစီးရေမင်းတို့မျောနေရသူတို့အားလုံးဧကန်းကဆိုပါမှဝင်ထိုင်လိုက်တယ်အိမ်ကူလေးတွေကလက်ဖေးနဲ့မုတ်တီလာချပေးတယ်ကဲမေနေ့သမီးရောငါချွေမလေးကိုမြင်မှုကျင်နေပြီအင်းမရှင်းတန်ရေတူရေနင်တို့ညီမလေးကိုဆင်းလာခဲ့ဖို့သွားခေါ်လိုက်ပါဟုတ်ကဲ့မမငါမှဒီသမီးလေးတယောက်ပဲရှိပါတယ်စိုးလိုက်တာလေလွန်ပါလေရောမေတားငယ်ကိုတော့သိပြီမင်းဒါကသားကြီးတီကြီးရှင်းသက်ဟဲအချောလေးပဲကျေးဇူးပါအန်တီတားရကျူရှင်မစတင်တာလေငါသမီးဆိုဆယ်တန်းကနေကိုမစင်းတာပြောကိုမပြောချင်စီရှင်တို့ပါစက်မပါဘူးလားပါပါတယ်မင်းတို့အဆင်ပြေနေရထင်လို့ကိုတို့ကငိမ့်နေပေးတာလीနော်တိဟုတ်ပါကွာမင်းတို့โอเคငါတို့โอเคရပြီလားတဲ့သူတို့စကားပြောနေတော့စောင့်အောင်ပြီးတော့ဆန်းလာကထမိန်ကချိတ်ထမိန်မို့တုတ်တာကြောင့်လေကားနှစ်ထစ်အချမ်းမှာပြုတ်ကြလေတယ်ဟဲသမီးအဲ့ဒါသာကြီးဒါလာမင်းကလေးလေကားပေါ်ကနေမြောက်လို့ခုံဆင်းတာအာနားပါရဲဆိုလာမထူစနစ်ထိုင်နေရမှထကလေကားချင်မှာထိုင်ရဲကြနေတဲ့သူမကိုကောက်ပွေကဆိုပါပေါ်ချပေးလိုက်တယ်သူမကတော့ငိုလို့ကောင်းလို့မို့ဘသူချီတာမှန်းတော့မသိနားရဲသမီးလေးရဲ့ချစ်စရာလေးပဲသူမပီနာအန်တီကသူမကိုစကားပြောမှသူမတတိထားမိကမျက်ရည်တွေကိုတုပ်လိုက်တယ်သူမမျက်နှာချင်းဆိုင်မှာထိုင်နေပစိုးကွက်လေးနဲ့အဖြူရောင်လက်ကုံလက်ရှည်ကိုဝေထားပြီးသူ့ကိုကြည့်လိုက်တော့အကိုတီဂျီရှင်းတန်သူမအံ့ဩသွားတယ်သူမနဲ့သဘောတူတဲ့လူကအကိုရဲ့လားသူမပေါ်အကိုတယောက်လိုသဘောထားကလွဲပြီးကြံတာမရှိပါဖေမေသမီးအကိုတီကြီးကိုလက်မထက်နိုင်ပါဘူးသမီးအကိုရင်းတယောက်လိုပဲသဘောထားတာပါကို့ပေမှာထိုင်နေသူမကြည့်ပဲသူမပြောချင်ရကိုသာစွတ်ပြောနေရတယ်အန်တီသမီးတောင်းပန်ပါတယ်သမီးမှချစ်သူရှိပါတယ်အဲ့သူကိုလည်းအကိုတီကြီးသိပါတယ်တကယ်လည်းမခံနိုင်ဘူးလားတီကြီးကလည်းစကြင်တာကြောင့်ဟုတ်တက်မှာကိုရှိတယ်နီးစနစ်ဆိုတဲ့လူကိုပဲလက်ထပ်မှာတကယ်လားသူမဘေးနာကနေကပ်မိလိုက်တာကြောင့်လှည့်ကြည့်လိုက်တယ်ဟင်ခမဘယ်လိုလုပ်ရောက်နေရလဲအကိုတီကြီးကအကိုရင်းလေလူလိန်ဟာဘာလို့ငိုရလဲမငိုနဲ့မလာဘဲနေရော့မယ်မင်းနဲ့စစ်ဆက်မှာတခြားသူမဟုတ်ဘူးကိုတကယ်လားတမီးကလက်မခံဘူးဆိုတော့မိမိတို့လည်းဖြတ်လိုက်ပါမယ်ဟမ်တက်လက်ခံနေဒ
ဒီနေ့ဆယ်ရန်အောင်စီရင်ထွက်မဲ့နေမှုနီးစနစ်တယောက်အစောကြီးတို့ကသူမလေးအတွက်ကြည့်ပြီးဖို့3နာရီမထိုးရင်ကလေးကနိုးနေပါရီအခု3နာရီထိုးပြီးမို့အောင်စီရင်လည်းကပ်ပြီးလောက်ပြီးမို့သူအွန်လိုင်းကနေကြည့်ဖို့ဂရင်ဘေးကမိရိတ်တင်ထားတဲ့ခုံပေါ်ကဖုန်းကိုယူကလိုင်းဖွင့်လိုက်တယ်ပြီးတော့မြို့နယ်အလိုက်အောင်စီရင်ထွက်တာတွေရှာပြီးတော့ကြည့်လိုက်တယ်သူ15မိနစ်လောက်ရှိပြီရှာနေရမတွေ့ရမို့ချွေးပါပြန်လာတော့တယ်အဲ့လောက်ထိရင်မခုံဘူးပါအခုသူမအလဲမှချွေးပါပြန်နေရခြင်းဖြစ်တယ်ဟင်သူနောက်တစ်ခါထက်ရှာကြည့်မယ်ဆိုပြီးထက်ရှာတော့တွေ့ပါပြီသူတေချာဖတ်ကြည့်လိုက်တယ်2313မက်ဆန်ချိန်တင်မြန်မာအင်္ဂလိပ်တင်ချာယူပစီဝါဟာပေါ့စားကုန်းလုံး9ပါးတောင်ပါတာပဲအန်ဒီတို့ဖုန်းဆက်မှာပဲသူအောင်စင်းကြည့်တာကိုရက်လိုက်ပြီး3နာရီခွဲပဲရှိသေးရလေသူမသိရောသူသိတာကသူ့ပေါ့စားအောင်တာပဲသိရမို့အန်ဒီတို့စီကိုဖုန်းခေါ်လိုက်တယ်မေတို့လည်းဒီနေ့သမီးအောင်စင်းထွက်မှာမို့တညာလုံးမအိမ်နိုင်သူသမီးချောလေးကတော့အိမ်နေရများအောင်စင်းထွက်တာကိုတတိမာရရလားမသိသမီးအောင်စင်းကိုဘော်ရာသွားကြည့်ပေးမှမို့ဖုန်းဆက်မအောင်စောင့်နေကြတယ်တလင်းထူစပွဲပေါ်တင်ထားတဲ့သူ့ဖုန်းလာတာကြောင့်ယူပြီးတော့ကင်လိုက်တယ်ဟယ်လိုအော်တာနီးစက်နေလားဟုတ်ပါတယ်အန်ကေပေါ့တိစောင်းဝဲအောင်လားလှမ်းပြောတာပါဘယ်လိုဟာတကယ်လားတကယ်ပါအန်ကေကုံလုံး9ပါးတောင်ပါတာပါ9ပါးတောင်ဟုတ်ကဲ့ပါအဲ့ဒါသားကျေးဇူးတွေကြောင့်ပါအန်ကေကျေးဇူးတင်ပါတယ်ရပါတယ်ဗျဒါဆိုဖုန်းချလိုက်တော့မယ်အန်ကေအေးနီးစနစ်စီကဖုန်းချသွားတယ်ဆိုတလင်းတူတယောက်အတန်အကျကြီးထအော့ကအပျော်ကြီးပျော်နေရတယ်မေကိုတို့သမီး10တန်းအောင်ပြီကွတကယ်ပါကုံလုံး9ပါးတောင်ပါတယ်တဲ့သူ့ကောင်လေးပြောတာဟဲဝမ်းသာလိုက်တာတညာလုံးမအိပ်ပဲစောင့်ရကြိုနှက်လိုက်တာရန်ကုန်တက္ကသိုလ်ဝင်းထဲကိုကားမောင်းဝင်လာပြီးကျောင်းရှိရောက်တယ်ဆိုကားပါကင်ထိုးလိုက်တယ်ပြီးတယ်ဆိုတစ်ကကားပေါ်ကအရင်ဆင်းလာကသူကနောက်ကနေဆင်းလာတယ်သွားမယ်ပေါ့စာကိုလိုက်ပို့မယ်သူမနဲ့ပေးရှင်လျှောက်ခါတက္ကသိုလ်ဝင်းထဲဝင်လာချိန်ကောင်မလေးတစုသူတို့နာပြေးလာတယ်ဆရာသူ့ကိုဆရာလို့ခေါ်လိုက်တာကြောင့်သူတို့အရှိရကောင်မလေးကိုသူ့အသည့်တွေကလာစဉ်းစားနေချိန်တစ်ကတော့မျက်မှောင်ကုတ်နေပြီဖြစ်တယ်ဆရာသမီးကဖြူစင်လေအော်ဒီမှာပဲတက်တာလားဟုတ်တယ်ဆရာကရောကျောင်းမပြီးသေးရလားမဟုတ်ပါဘူးဒီကကို့အရှုပ်ထုံလေးကိုကျောင်းလာပို့တာဟမ်တစ်ပါလားကျောင်းတူနေရပဲဘာမိကြယူရလဲအခန်းတူမလားလို့တစ်ကဖြူစင်အမေကိုဘာမိကြယူနင့်ဘူးပါလို့လားတစ်ဖက်ကမိတာကိုခက်ဆွာဆွာပြန်ပြေးရဲ့ခြားတိတ်ကြောင်သူအားနာသွားရကလူစုခွဲဖို့ကြံရတော့တယ်မင်းတို့လည်းအခန်းရှာအောင်မဟုတ်လားသွားကြတော့လေဟုတ်ကဲ့ဆရာဆိုပြီးဖြူစင်တို့ထက်သွားရဲဆိုပေါက်စာကိုပြောဖို့အလုံးအကောင်ပေါက်လေးကသူ့ကိုမျက်စောင်းထုတ်ကဘာလေအဆက်ဟောင်ကိုတွေ့တော့တန်ရောစင်မပြတ်သေးရလားသွားလိုက်သွားပေါက်စာစကားကြောင့်သူရည်ချင်ဖြစ်သွားပြီမင်းရေးလိုက်ရင်ပိုဆိုးမှကြောင့်ဘာတွေပြောနေရလဲပေါက်စာရဘာပဲဖြစ်ဖြစ်ခမည်းလိုလူရှုပ်လူပွေးပလေးပွိုင်းကြီးကိုလက်မထက်နိုင်တက်ကတူကခရူးတိုက်လေးတွေပဲရှာပြီးတော့လက်ထက်တော့မယ်လှုပ်ရဲလားလှုပ်ရဲတယ်ဘာလို့မလှုပ်ရဲရမှာလဲခမည်းဘာမို့လို့လဲပေါက်စာခင်မောင်းလောင်းလေစကားနားမထောင်ရင်တော့ရိုက်မှာဗျသူရိုက်မယ်ဆိုတဲ့စကားတစ်ဖြူစင်နဲ့ဖြစ်ခဲ့တော့ကသူရိုက်ခဲ့တာကိုတတိယသွားကပို့ပြီးတော့ဒေါသထွက်သွားပြီအေးအရင်တော့ကတော့တပည့်နေဆရာဆက်ဆံရေးမို့အရိုက်ခံမိမိအခုဆိုရင်တော့ခင်ဗျားတစ်ချက်ဆိုကျုပ်က9ချက်ပဲပါမှတ်သူကပါဇက်ကပြောရသေးပေမဲ့စံချိန်တစ်တို့ကတော့အပြောနဲ့လှုပ်လက်တွေ့ညီကသူ့လက်မောင်းကို2ချက်ဆင့်ရိုက်ပလိုက်တယ်ဟာတကယ်ရိုက်တယ်ကိုကစတာတွေနောက်တာလာမပြောနဲ့ရိုးနေပြီအဖိုးကြီးဟုတ်လားကိုကမင်းတို့ကြောင့်ရင်ဖိုင်နယ်ကြီးရတွေထက်တောင်ငဲနိုင်သေးတာဟုတ်ပါပြီခမ ्या ပဲမှန်တယ်ခမ ्या ပဲကောင်းတယ်ရပြီလားခမ ्या ကြောင့်ပထမဆုံးတက်တဲ့အတန်းချိန်နောက်ကြတော့မှာပဲတွားကြစို့ကိုပေါက်စာလေးသူပန်ဝင်းကျင်ကိုကြည့်တော့ကောင်းလေးတချို့ကပေါက်စာကိုကြည့်နေရကြောင်းသူပေါက်စာလက်ကိုကိုင်းလိုက်တော့အမတော်ကယုံနေရကြောင်းသူ့ခါကိုကိုင်းကသူမနာကပ်ပြီးဆွဲဖက်နေရမလားငိမ့်နေမလားသူ့စကားဆုံးနေမယုံတော့ပဲငိမ်သက်သွားတဲ့သူမကိုသူလက်တစ်ဖက်နဲ့သူမစပင်လေးတွေကိုဖွားလေးဖွားကပြုံးပြီးဆက်လျှောက်သွားတယ်ဂယူးဆိုင်ပေးအောင်ကွာငါပေါက်စာလေးကစိုးတယ်သူတငယ်ချင်းကတိကတယောက်စီမှာသူ့ပေါက်စာကိုစိတ်မချတာကြောင့်ဝေအပ်နေခြင်းဖြစ်ပါတယ်အေးပါကွာနီးစနေရမင်းနဲ့ခလေးကိုမုတ်ပေးကြိုက်တာအခုတော့စိတ်မချဖြစ်နေရပြီမဟုတ်လားအေးမင်းပြောတဲ့အတိုင်းပဲကွာသူ့နာမှာခြားတိတ်တွေတွေ့ရနဲ့စူပြစ်ကွာမရရင်ငါ့ဖုန်းဆက်ဝ
ဝတန်တယောက်အဖြစ်သေးနေတဲ့တငယ်ချင်းဖြစ်သူအမြင်ကတ်တာကြောင့်စူလဲစူမယ်ကွာရိုက်လဲရိုက်မယ်ကွာရပြီလားဘာကွာအေးတစ်တစ်ကိုမင်းရိုက်တဲ့နေ့မင်းနေရဲ့အခန်းကိုငါမီးရွှဲနေလို့မှတ်ထားလိုက်သူကစားလိုက်တာကိုအတီးမှတ်သွားတဲ့စနေကအမှန်တကယ်လုံးမဲ့ယုံနဲ့ပြောလာတာမို့တောင်းမှမှာလေကွာသိပါပြီနောက်မပြောတော့ပါဘူးစနေငါပြန်တော့မယ်ညနေသူ့ကိုငါလာကြုံမှာနောက်ကြခဲ့ရင်လည်းမင်းကြည့်ထားပြီနော်ဝတန်ကျောင်းတော့က play wine လို့ဆိုစမတ်ပြရလောက်အောင်ရှုပ်တဲ့ကောင်အခုတော့အခြားတိမ်မောင်းနောက်ကိုလိုက်ပြီးတော့စိတ်မချဖြစ်နေရပြီဝစ်ဆိုတာနောင်ဘွားတော့မကူပါလားတစ်အတန်းချိန်နားတော့လေကန်ထဲမှာမဟုတ်စားနေချိန်တေးနင်စံချိန်တဲ့မဟုတ်လားတစ်သူမကိုခေါ်တာကြောင့်ကြည့်လိုက်တော့ကြည်ပြဖြစ်နေရကြောင်းဝမ်းသာသွားတယ်သူမပုံစံနဲ့တငယ်ချင်းသိရဖို့ဆိုတာမလွယ်ကြည်ပြလာထိုင်ကြည်ပြကသူမပင်နာဝင်ထိုင်လိုက်တယ်ငါကနင်းနဲ့တူပါတယ်လို့တကယ်ပဲနေမေမတွေ့ရတဲ့တနေ့ကျော်တွင်တစ်ကပိုလာလာတာပဲနင်ရရောဒီမှာပဲတက်တာပဲလားငါဝမ်းသာလိုက်တာအဖော်မရှိလို့ဟုတ်တယ်မိမိတို့ကတော့ပညာရေးကောလိပ်ဘက်ကိုသွားတက်တယ်ကြားတာပဲတော်သည်ငါလည်းတငယ်ချင်းမရသေးဘူးနင်ရှိနေရပြောလိုက်တာငါရောပဲနင်ကအိမ်ကနေတက်တာလားဟုတ်တယ်မနေ့ကအကိုလာပို့သွားတာညနေကျရင်လေအကိုကလာကြူမှာနင်ပါစားမလဲငါဝယ်ကျွေးမယ်လေငါအခုလေရင်စားပြီးလာတာငါတို့နှစ်ယောက်ကံမောင်မော်လမ်းလျှောက်ရအောင်လေနင်အတန်းချိန်မရှိသေးဘူးမဟုတ်လားတောင်းမယ်လေသူမလွယ်တွေကပတ်စံကိုထုတ်ပြီးပတ်စံထုတ်ကဖျော်ရည်ခွက်နဲ့ဖိထားခဲ့ပြီးထွက်လာခဲ့တယ်ပထမဆုံးနေ့မို့အတန်းချိန်ကတိတ်မရှိပေမယ့်ဟိုလူကြီးကိုမကျင်တတ်တာကြောင့်တနေ့ကောင်ကံမောင်မော်ရှောက်နေကညနေမှလာကြိုးဖို့ဖုန်းဆက်ပြီးကြည်ပြားနဲ့နဲ့ဦးသားဝင်းင်းသဖြင့်အရှိကကားရရထားရေးစီကိုရှောက်လာတော့ကိုနဲ့တခြားကိုတယောက်စကားပြောနေရကြောင်းသူအနားလျှောက်သွားကသူ့ပင်ရှင်းရလိုက်ချိန်ကြည်ပြားလေးတစ်ဖက်ကအကုတ်ပင်နာသွားရက်တယ်တစ် तू ဟာဟိုအပေါက်ဆူဆူဆရာမဟုတ်လားဟာညီမလေးပြောစကားကြောင့်ကောင်းကင်ကအားနာသွားရပေမဲ့တစ်ကတော့ဟုတ်တယ်လေငါ့ဆိုရိုက်ဖို့ပဲချောင်းနေနီးစနစ်ဆိုရယ်လူကွာစာပေါ့ကောင်းကင်တငယ်ချင်းဖြစ်သူနီးစနစ်ကိုကြည့်လိုက်တော့သူ့ခြာတိတ်ကိုကြည့်ကပြုံးနေပြီးသူ့ကိုပြောနေတာရောထင်ရလားမသိစနစ်မင်းတော့ကလေးထင်ရတော့မယ်ထင်တယ်မင်းမြင်မယ်ကောင်းကင်သူမကမင်းပြောတဲ့မင်းညီမမလားဘောရာမာတော့ကပေါက်စာကိုရိုက်လိုက်လို့မကျင်တဲ့အဖွဲတွေကတယောက်ပေါ့တစ်နဲ့သူနဲ့ဟာကြည်ပြအမေကိုတစ်ခဏစဉ်းစားကပြန်ဖြေလိုက်တာကမောင်နှမစနေ့လွန်ခဲ့တဲ့တစ်ပတ်ကြောင်းတက်တဲ့နေ့ကလေးကဟိုမင်းကလေးကြောင့်စိတ်ဆိုးနေတဲ့ပေါက်စာကိုဘလို့မှချော့မရတာဖြစ်တာကြောင့်သူအကြက်ရိုက်နေပါတယ်အခုလေအန်တီတို့အတင်းထည့်လိုက်လို့သာသူ့နောက်လိုက်လာတာကော်ဖီဆိုင်မှာမြစ်တီတောက်နေတာသူ့ကိုအေးတော်မလုံးတေးပေါက်စာကိုစိတ်ဆိုးပြေပါတော့ကွာနော်ကိုမှားပါတယ်နောက်တစ်ခါတွင်စကားမပြောတော့ဘူးလေသူပြောမှအချိန်ကြီးပိုဆိုးလာဟန်နဲ့မျက်မှောင်ကုတ်ကြည့်ကပါလေမယိုးသားတာဝင်ခံတာလားတောင်းမှန်တာကဘာအောင်မယိုးသားတာလေကိုကယိုးသားတယ်မင်းကိုလက်ထက်မေပြောတော့ကြောင်းတက်အောင်မဲဆိုကိုကစောင့်နေရလေဟာအော်ရကြည့်စမ်းရှင်ကြီးကိုမချစ်တော့ဘူးသိလားတက်ကတူအကောင်လေးတွေပဲချစ်တော့မယ်သူမစကားကိုကောင်းကြီးပြကသွားချက်လေသူတို့အကုန်လုံးကလင်းနေနဲ့လင်းကလူတိုင်းမှာရှိရမှာမဟုတ်ပေပါလေရှင်တက်ကတူတက်တုံးကလင်းရှိခဲ့လို့လားဟာသူ့စကားနဲ့သူတိုင်ပတ်သွားတယ်တော်တော်စကားတက်ပါပြီသူမချော့နေရကနေပိုကြီးလာတာကြောင့်ဒီတိုင်းလေးပဲငြိမ်နေပေးလိုက်တယ်ပါလေငြိမ်နေတာစကားတော့မပြောချင်တော့ဘူးလားကျောင်းတော့ကလင်းကိုတတိယသွားလားကျောင်းတော့ကလင်းမရှိတယ်လို့မရလည်းမရှိခဲ့ဘူးအခုတော့ရှိတယ်ကိုရှိမှထိုင်နေကိုမရလေးဘာဘယ်လိုပြောလိုက်တယ်ဒါဆိုရှင့်မမရကြီးရှိသေးရပေါ့လူပြအောင်ဆောင်ပြီးတော့ကျမကိုလက်ထက်မှာပေါ့တော်သေးတယ်စိတ်ဆက်ယုံလေးရှိသေးလို့နီးစနစ်မှာအရေးခံရတဲ့သူ့တော်ကြီးရွလွတ်တိုင်းရေးလဲပြန်ပြောတဲ့ပေါက်စားကြောင့်ငိုကျင်လာရတယ်ကိုထက်အငယ်ကိုချစ်မိမှတော့လေခံပြီးအောင်တော့နီးစနစ်ရေးမဟုတ်ဘူးလေပေါက်စားရကိုပြောချင်တာကိုချစ်တာပေါက်စားတယောက်တည်းလို့ပြောတာနော်ကိုခလေးလေးပေါက်စားလေးဦးကျူးလေးအသေးလေးကိုနှလုံးသားလေးသူပြောပြီးရဲ့ဆိုတစ်မျက်ခုံးပင့်ပြလာတာကြောင့်ဘာထရည်မလဲဆိုပြီးကြိုတင်တော်ကီတွေစဉ်းစားနေရတယ်ကိုမြန်လက်ထက်ကြမယ်ဟမ်သူမြောင်လင့်နေတဲ့စကားလေးသူကြားရမယ်မထင်ခင်သူမကိုရစ်တော်မင်းထင်ထားခဲ့တာသူပျော်လွန်းလို့ထိုင်ကုံအားထကကော်ဖီဆိုင်ဆိုတာလေးတီးတော့တဲ့ပုံမပေါ်အကျယ်ကြီးကိုထအော်တယ်ကောင်မလေးနဲ့လက်ထက်ရတော့မယ်ဖြို့ကိုအကျယ်ကြီးထအော်တယ်ကိုကြောင့်ဆိုင်လေးရလူတွေကလည်းပြုံးနေကြကလက်ခုပ်ထတီးကြတယ်ကိုလူတွေကြည့်နေမရှက်ဘူးလားမရှက်ပါဘူးရှက်เสียလားကိုပေါက်စာဦးကျူအသေးလေးရအရှက်မရှိအကျယ်ကြီးပြောတဲ့ကိုကြောင့်
မျက်နှာလေးပန်းရောင်တန်းကအငုံနေရတယ်။ဒီစနေတယောက်ပါဆက်တောင်မစိနိုင်အပျော်ကြီးပြောနေရတယ်။ဒါဆိုသမီးကလက်ထပ်ဖို့သဘောတူပြီပေါ့။သူမတို့နှစ်ဦးလူကြီးတွေခေါ်ကလက်ထပ်တော်မီအကြောင်းပြောတော့မမေရသေးချောင်းသူ့ချွေးမလေးကိုမင်းနေပါတယ်။သူမကဖြေရမှာရှက်နေရဲ့ထင်ပါရဲ့။ကောင်းကြီးကိုအောက်ငုံနေရကြောင်းသူကသူမလက်ကလေးကိုကင်လိုက်ပြီးလက်မထက်ချင်သေးလေကိုကအဆင်ပြေနော်ဘာမှမကြောက်နဲ့ပြောတော့ကောင်းလေးထောင်ကမမေတို့လူကြီးတွေကိုကြည့်ပြီးကောင်းကြီးပြပါတယ်အဲ့ဒီခါစနစ်အမေရှင်းတန်းကပြုံးပြီးမေတို့တွေအမြန်စီစဉ်ကြရအောင်ကောင်းနေရှင်းတန်းကြီးမြန်မြန်ပေးစားမှငါတို့မြန်မြန်မြည်ချရမှာတို့တွေမှာကလေးငယ်ငယ်လေးတွေမရှိဘူးလေကလေးနှစ်ယောက်တော့မသိတေလင်းထူကတော့ကိုတားရှင်များမှတ်နေလားမသိမြေအကြောင်းတွေပါအင်တိုက်အားတိုက်ပြောနေလိုက်ပုံများရိုက်သက်ချင်စရာဟုတ်တယ်မေရေကိုလည်းမြေးချင်နေပြီတားကြီးအဖြစ်မရှိရောတားငယ်ကိုပဲအားကိုးနေရတာလက်ထပ်ပြီးတားကိုအားစိတ်တိုက်ရမယ်မရှက်မကြောက်ပြောနေရင်မိမနှစ်ယောက်ကြောင့်တင်းလင်းထုနဲ့စိစက်နဲ့လေတားလေသူတို့ဘက်ကိုအပြစ်ဖို့မှာမို့ဘာမှမပြောဘဲနှစ်ယောက်သားချန်နေဆင်းသွားတာကိုတီကြီးကလည်းဖေဖေတို့နောက်ကိုလိုက်သွားတယ်သမီးမမေတို့ကိုမြေးလေးတွေမြ мян မွေးပြီးနော်ပေါက်စာကိုတိတ်တိတ်ကြီးကမေးလိုက်တယ်မမေကြောင့်စနေမမေရလေဗျာဘာတွေမင်းနေရစနစ်စကားမဆုံးသေးခင်တစ်ကအများကြီးမွေးပြီးမယ်နှစ်ဖက်မိဘပတ်စံတွေကောင်းအောင်သုံးဖို့တစ်အပြောကိုမမေနဲ့ရောက်ခမကြီးကပြုံးပြနေကြတယ်တမင်တက်ပြောနေအောင်မသိကြဘူးလားမသိမွေးသမီးတာနာရောင်မွေးမမေတို့ကကလေးပွဲရတဲ့အထိတာဝန်ယူပေးမယ်သူတို့ပညာဆုံးလို့လှုပ်ကြွေးမှသမီးတို့ထိုင်စားမမေအပြောကိုတစ်ကခေါင်းညိတ်ခါကိုဘက်ကိုလဲပြီးကိုတစ်တို့အတွက်စီးပွားရေးအကွက်ကွင်းဘလောက်မိုက်လိုက်လဲမျက်ခုံးပင့်ပြီးသူ့ကိုစီးပွားရေးအတွက်တွက်ပြနေတဲ့တစ်ကိုစိတ်ဆိုးမှကြောက်လို့သာရဲရဲလေးပြုံးပြလိုက်တယ်မမေတို့ကတော့ကလေးချစ်တတ်တယ်မမေပြောတာကိုစနစ်တက်ပြင်းချကမမေတော့ပါတော့ကလေးတယောက်မွေးတာလွယ်လွယ်များထင်နေရလားမမေလည်းတားတို့ညီကိုမွေးထားတာပဲသိမှာပါဖြစ်နိုင်တယောက်အပြင်ပို့မယူမမေချစ်နိုင်ချင်းမချစ်နိုင်တာကလေးတားပြုစုမယ်သူ့ပြောရောက်ခမကြီးကသဘောကျနေပေမဲ့မမေကတော့မျက်စောင်းထိုးနေငါနဲ့ခွေးထိတာမမေကဆဲတာကြောင့်မကြားချင်အောင်စောင့်နေလိုက်တယ်သူကသူထိမှတော့ကြောက်သားခွေးထိတာတယ်လေဝယ်တင်ဒီ N&D ဆိုရဲစာရန်လက်လာလေးခမ်းမဝင်လာတဲ့တခြားမှလေသူတို့သားနဲ့သူတို့သမီးတို့ပို့တိုတွေမှာပန်းအပွင့်အခက်တွေနဲ့အတူအပြေအပေါက်ခရေကခမ်းမအတွင်းထိပန်းရောင်ကိုသာတုံးထားတယ်ဖိန့်ခါလာလေးနဲ့တင်ကြည်နူးဖို့ကောင်းလာတယ်မင်္ဂလာတေးလေးရလေခမ်းမအတွင်းကိုပြန့်နှံ့လေရဲ့တချင်းလေးနဲ့အညီသူတို့သားသူတို့သမီးမှလည်းမျက်နှာအထက်မှာအပြုံးပန်းဝေလို့အချစ်တွေထပ်တူကြခဲ့တဲ့အပြင်မိသားစုဟာပါလူလာတာကြောင့်အရာအလုံးဟာပြည့်စုံခြင်းအတည်မင်္ဂလာပွဲပြီးတဲ့ဆိုသူနဲ့သူမဘန်ကောက်ကိုဟန်နီမွန်းထွက်လာပြီးရောက်ချင်းပေါက်စာကခီးပင်ပန်းတာတွေဘာတွေမသိဘန်ကောက်တစ်မျိုးလုံးနှံ့နေအောင်ရှောက်လေတော့တယ်ကြောက်ဖျားမြစ်အတွင်းလှေစည်းခြင်းနေဆိုလို့သူစီစဉ်ပေးရတယ်လေပေါ်မှာပြုံးပြော်နေတဲ့သူမပုံလေးတွေကိုဓာတ်ပုံလေးရိုက်ထားလိုက်တယ်လေစည်းပြီးတဲ့ဆိုမိုးပြန်ရထားစည်းခြင်းနေဆိုလို့သူမလေးအကြိုက်လိုက်ရောလိုက်ခါတနေ့ကုန်ပတ်စီနေလိုက်တယ် MRD မြေရောက်ရထားလေဘယ်ရဘလို့ရှိမှန်းသိလဲမသိသူမသဘောအတိုင်းသာအကုန်လိုက်လုပ်ပေးရတယ်ပင်ပန်းလိုက်တာအပြင်ကပြန်လာပြီးဟိုတယ်အခန်းထဲရောက်တယ်ဆိုပင်ပန်းတာကြောင့်ဂရင်ပေါ်လှန်ချလိုက်တဲ့တစ်စနစ်ကတော့ဝယ်လာတဲ့ပစ္စည်းတွေကိုမှန်တင်ခုံပေါ်တင်လိုက်ပြီးတစ်နာသွားကဂရင်ပေါ်တစောင်းဝင်ထိုင်လိုက်တယ်ကိုပြောသားပဲရောက်ချင်းတရက်လောက်နားပါအောင်ဆိုတာကိုညှို့ညင်လာလားမဟုတ်ပါဘူးဆိုကတစ်လဲတဲ့အတိုင်းဂရင်ကိုကန့်လန့်ဖြတ်လဲပြီးမိမအစ်ဆက်လေးကိုရင်ကုန်လေးကိုဆွဲသွင်းပြီးတော့ဖတ်ထားလိုက်တယ်ကိုဒီမှာ10ရက်လောက်နေမယ်နော်ကျောင်းရက်တွေပြတ်မှာပေါ့မရအောင်9ရက်ပဲသူများတွေပြောတော့ကိုတက်ကြီးရဲ့လို့ယူရင်အလိုလိုက်ခံရတယ်တဲ့အလက်ကပါစက်ပြောတယ်သူစားလိုက်တယ်ဆိုစိတ်ကောက်သွားတဲ့ပေါက်စာကိုချစ်စနိုးနဲ့ပါးလေးကိုလိမ့်ဆွဲကနေကြိုက်တဲ့လောက်နေပေါက်စာအဆင်ပြေကိုလည်းအဆင်ပြေတကယ်နော်ရင်ခွင်ထဲကနေသူ့အင်ကြီးစာကိုကင်ကမင်းနေတဲ့ပေါက်စာကိုကောင်းကြီးပြလိုက်တယ်အဲ့တော့မှသူ့ပေါက်စာလေးကပြုံးလာတော့တယ်သူတစ်ကိုရင်ခွင်ထဲထည့်ထားရမှာပလက်လန်လိုက်ပြီးအပေါ်ကအုပ်မူကပေါက်စာအကြိုက်ကိုခွင့်ပြုပြီးပြီနော်ကိုတို့မင်္ဂလာဦးညာလေးစကြမယ်သူလည်းပြောရောတစ်မျက်နှာကြီးရဲကရေချိုးရအောင်မေကိုဖေးသူ့ရင်ဘက်ကိုတွန်းနေတဲ့လက်လေးတွေကိုလက်တစ်ဖက်ထဲနဲ့ကင်ကအပေါ်အမြောက်ထားလိုက်ပြီးပေါက်စာပဲကလေးတွေအများကြီးမွေးပြီးစီးပွားကွက်ကွင်းရှာနေရမဟုတ်လားကိုကစေတနာနဲ့ကုမလို့ပါ
မဟုတ်ဘူးမမေတို့ဒီတိုင်းပဲပြောလိုက်တာမရအောင်ကိုကတော့အတီးပဲလာထားသူမနှမ်းခင်အားကြညင်းနေပြီးတော့နန်းတော်လေးငိန်ခံပြီးရှာတယ်သူချုပ်ထားတဲ့လက်လေးတွေလွတ်ပေးလိုက်တော့သူမလက်တွေကသူ့ကြောပြုံပြန်ဖက်ထားတယ်သူမအသက်ရှူကျက်လာတာကြောင့်ကိုကြောပြုံပုတ်တော့ကိုဟာနှကန်းနှန်းနေရကနေလေတိုင်းကိုဆင်းလာပြီးညက်ယိုကိုကိုက်လိုက်တယ်သူမညီးတန်လေးထွက်ပြီးသူကလေတိုင်းလေးနဲ့ညက်ယိုးလေးကိုဖိကိုက်လေသူ့လေတိုင်းအနက်မှာအနီကွက်လေးတွေထသွားမှရက်ခါကိုမတ်လိုက်ပြီးသူ့ရှက်ကိုရှွတ်လိုက်တယ်ပေါက်ဆက်ကမျက်လုံးလေးမိတ်ထားတာကြောင့်သူနဲ့စင်တူဝစ်ထားတဲ့ပေါက်ဆရဲ့ရှက်ကိုလေးကျဲသူတွေအကုန်ဖြုတ်လိုက်တယ်သူမအပေါ်ပိုင်းလေးဟာသွားတယ်နှက်ခမ်းနှုတ်ပြန်ဖိကက်လိုက်ပြီးနောက်အဲ့ဒီအခန်းလေးကမိအိမ်လေးရလေးဖြတ်ဆူပြီးပိတ်သွားတယ်တစ်လေကိုရဲ့နူးညံ့မှုတွေကြောင့်လိုလားစွာပဲလိုက်ပါလိုက်တော့တယ်အမလီတစ်သမီးဖြစ်သူဟာကားပေါ်ကဆင်းကအရန်နူးညံ့တာမို့မေလန့်တားလိုက်ရတော့တယ်အရင်လိုတယောက်သေးတာဆိုပြောမှမဟုတ်သူ့ပိုက်ထဲမှာခလေးရှိနေလို့သာစနေမပေါ်မပါနဲ့တစ်ကိုပကုံးလေးကနေဖက်ကတေချာကြည့်နေလိုက်တယ်အချိန်တွေကုန်လာတာမြန်းဆိုပေါက်စားတော့ဘွဲယူမဲနေရလာပြီအခုဆိုသူနဲ့ပေါက်စားမှာအမွာကိုဝင်အမွာသားနှစ်ယောက်ပိုက်ဆိုင်နေပြီဖြစ်တယ်ခလေးထက်ယူတာကသူ့အစီအစဉ်မဟုတ်မိမိတို့ကတစ်ကိုတိုက်တဲ့စီးနေရမှာအားစေးတွေပြောင်းထည့်ထားတာကြောင့်အခုတော့နောက်တစ်ပိုင်းသားနှစ်ယောက်ကိုအကူနဲ့ရောက်ကတိတို့ကချီထားတယ်ကိုသူအတွေးလွန်နေတော့ပေါက်စားခေါ်မှတတိဝင်လာတယ်ဘာဖြစ်လို့လဲကိုဘာလုပ်ပေးရမလဲဟုတ်အချင်းစားချင်လို့အများကြီးတော့မရအောင်နော်ကိုသွားရှာဝဲလိုက်မယ်ပေါက်စားကမမေတို့နဲ့ပွေနှင်းတပင်လေးကိုအရင်ဝင်နေလိုက်နော်ဟုတ်သူပေါက်စားကိုပြုံးပြပြီးမမေဘက်ကိုလေရအဲ့ဒါမမေကြောင့်နောက်တစ်ခါတော့စိတ်ရလဲမထိတ်ပါနဲ့တော့ပေါက်စားခံစားနေရတာတာကြည့်မနေနိုင်ရှင်းတဲ့အကဲပုံနေရဲ့တာဖြစ်သူမျက်စောင်းထုတ်ကအေးဒါဆိုဘိုက်တရကလေးတွေထွက်လာရင်ငါတို့ပဲယူတော့မယ်နင်ကမိန်းမပဲခေါ်တာပြီးရောမမေရမိန်းတာငင်နေစမ်းကွာမမေပိုက်ကိုထိမယ်3နှစ်ကျော်သားလေး2ယောက်မှာမင်းအမိတ်ဆိုတဲ့တာကြီးကငိမ့်တလောက်အမိတ်တော်တိုင်းဆိုတဲ့တားငယ်လေးကတော့တကယ်ဆိုးတယ်အခုလေမိဘ2ယောက်ကြား2ယောက်လုံးတိတ်ထားခြင်းအတူတူတာကြီးကငိမ့်တာကြောင့်သူ့မိဘမှာထားပြီးတားငယ်ကမငိမ့်တာကြောင့်သူ့ဘက်ထားတာကိုတကောင်ရောက်နေပြီအခုချိန်นี้မအိတ်သေးတစ်ဖက်ကသားမီး2ယောက်ကအေးစိတ်အိတ်နေလိုက်တာများသူကတော့တာနိုးတောက်မလားဖေဖေဖြော်ပြီးမင်းပြီးအိတ်တော့အေးဦးဒီမိမစုံမငါမစုံမတားလေးရတော့ကွာသူပြောတာကိုတာအသေးချကြည့်ကသူ့ကိုဖေမစုံမအော်အေးပါကွာငါမနိုင်မသားရသူနဲ့တာကညာတိုင်းစစ်တိုက်နေကြမှုဒီလိုအဖြစ်မျိုးတွေကမထူးဆန်းတော့ပြီဒါပေမဲ့သူပြောပါတယ်နောက်ဆိုရင်တား2ယောက်ရင်သမီး2ယောက်ရင်သူနဲ့သူမတို့ရဲ့ရှေ့ဆက်လျှောက်ရမယ့်ဘဝခီးလန်းကိုလှပစွာဖန်တီးသွားရင်ဟုတ်ကဲ့ပါပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့ရင်ခုန်တန်လေးတိတ်တိတ်ဆိုတဲ့ဇလန်းကောင်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်လေး Juliet Story Audio Book Channel လေးကနေပြီးတော့အချစ်ဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဖြိုးတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့ဖြိုးရဲ့တင်ဆက်မှုလေးကိုဒီနောက်မှာပဲရနာချင်ပါတယ်ပရိသတ်များအားလုံးပဲပျော်ရွှင်တဲ့နေ့ရက်လေးဖြစ်ပါစေရှင်